ဟုတ်ပြီဒါကသူတို့ဘက်ကအပိုင်းပါကျွန်တော်တို့ပြည်သူလူထုဘက်ကလည်းတောက်လျှောက်ကြိုးစားနေတယ်စာနယ်ဇင်းလွတ်လပ်ခွင့်ရတဲ့အပေါ်မှာကျွန်တော်တို့အသုံးချပြီးတော့ကျွန်တော်တို့လည်းပြည်သူလူထုကိုအတွေးအမြင်တွေပွင့်လာအောင်တိုင်းပြည်အတွက်လှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်နိုင်အောင်ပညာပေးတာအသိပေးတာလုပ်ကြတယ်အထူးသဖြင့်စာရေးဆရာများရဲ့စာပေဟောပြောပွဲတွေဟာအလွန်ထိရောက်တယ်ကုသိုလ်ကံမဲ့တော့တိုင်းပြည်ကံကြမ္မာကောင်းတာလည်းပါတယ်အစိုးရကိုထောက်ခံဟောပြောတဲ့စာရေးဆရာမရှိသလောက်ပဲအကုန်လုံးဟာကျွန်တော်ပြောတာစာရေးဆရာမရှိရှိတယ်တော့မဟုတ်ရဘူးအဲ့ဒါပြောတာအစိုးရကိုထောက်ခံတဲ့စာရေးဆရာတို့မဟုတ်ဘူးရောက်မလားပြိဿကလည်းမဖိတ်ဘူးနော်တိုးလို့လည်းမပေါက်ဘူးအဲ့တော့တကယ့်ကိုပြုပြင်ပြောင်းလဲရေးလိုလားတဲ့တိုင်းပြည်အပြောင်းလဲအတွက်အထောက်အပံ့ဖြစ်စေတဲ့ဟောပြောမှုတွေကိုပြောမယ်တကယ်ရဲရဲတောက်ဆရာတွေပေါ့ဗျာခဏဒီဆရာများဆိုတာပြောတာကဘာကျော်တောင်ဖြစ်နေပါပြီနိုင်ငံတွင်းမဟုတ်ဘူးနိုင်ငံပြင်ပထိလက်ပါဟောနေတဲ့ဆရာကြီးတွေပါပဲဆိုတော့အဲ့ဒီလိုမျိုးအသိဉာဏ်တွေပွင့်လင်းလာတဲ့အခါမှာကျွန်တော်တို့ပြည်သူတွေရဲ့အနေအထားပြောင်းလာတယ်ကျွန်တော်ဒီနေရာနည်းနည်းလေးဆရာညီမင်းညိုပြောသွားတာလေးကိုကျွန်တော်တတိယလို့ပြောမယ်ဆရာညီမင်းညိုကပြောသွားတယ်အမာတွေကကျွန်တော်တို့ဗမာပြည်သူတို့ကအကြည်အောင်ဆောင်နေတဲ့စောစောပြောသွားတယ်နော်အကြည်အောင်ဆောင်တာပေါ့ဘသူမဲမပေးဘူးလို့မပေးရတာလို့ဟိုဘက်ဖဲပေးတော့မလို့နဲ့လို့နဲ့အခြေကြတော့သူလိုချင်တာလောက်သွားတာပဲဆိုတော့သူကပြောသွားတယ်ကျွန်တော်ကအကြည်အောင်ဆောင်တယ်လို့မမြင်ဘူးတိတ်ကိုအကင်းပါတဲ့ပါနတ်တဲ့သူတွေလို့ကျွန်တော်ကဒီလိုမြင်တယ်ဘာလို့ကျွန်တော်ဒီလိုအကဲဖြတ်တာကျွန်တော်မှအထောက်အထားလေးတွေရှိတယ်ကျွန်တော်နည်းနည်းစုထားတာဒီတပွဲတည်းမဟုတ်ဒီတပွဲတည်းဆိုရင်တော့ဒါတစ်မျိုးပေါ့လေကျွန်တော်လေ့လာကြည့်တဲ့အခါမှာ1949ခုနှစ်နည်းနည်းလေးအခုဟောတဲ့ထဲတော့မပါဘူးတတိယလို့သူပြောတာလေးကိုကျွန်တော်နည်းနည်းလေးချိတ်ဆက်ပေးခြင်းလို့ပါကျွန်တော်တို့ဗမာပြည်သူလူထုရဲ့စိတ်နေစိတ်ထားနဲ့အတွေးခေါ်ဟာဘယ်လိုရှိသလဲဆိုတာပြန်သုံးသပ်တဲ့သဘောပါ1949ခုနှစ်ကလွတ်လပ်ရေးကြိုးပမ်းနေတဲ့ကာလပေါ့နော်အပြင်းထန်ဆုံးပေါ့ဗျာလွတ်လပ်ရေးရရှိရေးကြိုးပမ်းနေတဲ့ကာလအဲ့ဒီကာလမှာပါတီတွေကလည်းတော်တော်များတယ်ဗျာတော်တော်များတယ်ဆိုအခုတော့90ကျော်100တော့မဟုတ်ဘူးဗျာ6ပါတီ9ပါတီတော့ပါတီအားလုံးကသူတို့ရဲ့နောက်မှာပြည်သူတွေကရှိနေတယ်သူ့အဆိုနဲ့သူရှိနေတယ်အဲ့တော့ဗိုလ်ချုပ်ကတော့ပါစာဖတ်လာပေါ့ဗျာအဲ့တော့ဒီမှာလွတ်လပ်ရေးအင်္ဂလိပ်နဲ့စကားပြောတဲ့အခါမှာပြည်သူတရက်လုံးကဗိုလ်ချုပ်အောင်ဆန်းနောက်ကအားလုံးတစုတစည်းတဲ့ရပ်ပေးရင်အင်္ဂလိပ်ကဗိုလ်ချုပ်ကိုလေးစားမယ်စကားပြောရတာကောင်းတာပေါ့ဗျာအတန်းတူသွားတာပေါ့တကယ်လို့အဲ့ဒီလိုမဟုတ်ပဲပါတီတွေကလည်းအများကြီးဗမာပြည်သူတွေကလည်းအုပ်စုတွေကွဲပြီးတော့ဒီအုပ်စုကတော့ဟိုပါတီဒီအုပ်စုကတော့ဟိုပါတီသူတို့ကွဲနေရင်အင်္ဂလိပ်ကသိကြိုက်တယ်သူကစားလို့ရတာပေါ့ဗျာအဲ့တော့ဒီလိုအခြေအနေမျိုးကိုဗိုလ်ချုပ်ကမြင်တဲ့အခါကျတော့ဗိုလ်ချုပ်ကပြောတယ်မင်းတို့ခင်ဗျားတို့လွတ်လပ်ရေးလိုချင်သလားလွတ်လပ်ရေးလိုချင်ရင်ပတ်စာဖလာအောင်မဲပေးလိုက်တဲ့တစ်နှစ်အတွင်းသူလွတ်လပ်ရေးအောင်လုပ်မယ်သူပြောတဲ့စကားအမတ်တွေကိုကြည့်ပြီးမဲမပေးနဲ့ပတ်စာဖလာကိုပဲမဲပေးလိုက်တစ်နှစ်အတွင်းသူလွတ်လပ်ရေးအောင်လုပ်မယ်လို့ပြောတယ်ပြည်သူလူထုကဗိုလ်ချုပ်ကိုအလွန်ယုံကြည်တာကိုတကယ်ပဲပါတီတွေအများကြီးရှိတဲ့ကြားတွေကပတ်စာဖလာကိုပုံအောပြီးတော့မဲပေးခဲ့တယ်အဲ့ဒီအတွက်ဗိုလ်ချုပ်ဟာအင်္ဂလန်မှာအက်တလီနဲ့လွတ်လပ်ရေးရရှိရေးဆွေးနွေးတဲ့အခါမှာအထက်စီးကသူပြောနိုင်တယ်နောက်ဆုံးတထိုင်ထဲမှာပဲအစည်းအဝေးတစ်ခုထဲမှာပဲတစ်နှစ်အတွင်းပေးပါမယ်ဆိုတဲ့ဂရိပေးခဲ့တယ်ကျွန်တော်ပြောချင်တာဟိုလွတ်လပ်ရေးသမိုင်းမို့လို့ဗမာပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာကိုသိတယ်ငါတို့မဲပြန့်သွားလို့မဖြစ်ဘူးဗိုလ်ချုပ်ကိုစုစုစည်းစည်းမဲပေးလိုက်မှတို့လွတ်လပ်ရေးရမယ်ဆိုတဲ့အသိတို့မှရှိတယ်အဲ့ဒါပထမသက်သေနောက်ဒုတိယသာရကတစ်ခုကျွန်တော်ပြောပြခြင်းပါသေးတယ်ဒုတိယသာရက1956မှာပတ်စာဖလာမချမ်းကွဲပြီ56ထားပါဗျာဒါတော့တတိဖြစ်တာပေါ့58မှာတော့အတိအလင်းကွဲသွားပြီတီမြဲနဲ့တန့်ရှင်းတီမြဲပတ်စာဖလာကစစ်တပ်ထောက်ခံတယ်စစ်တပ်နဲ့မဟာမိတ်ပေါ့ဗျာစစ်တပ်လိုလားတဲ့ပါတီစစ်တပ်ထောက်ခံတဲ့ပါတီတန့်ရှင်းကဥနုဥဆောင်တာစစ်တပ်ကမလိုလားဘူးဥနုဆိုတော့အဲ့ဒီမှာတီမြဲတန့်ရှင်းနှချမ်းကွဲပြီးတော့ဦးနေဝင်းကအိမ်ဆောင်အစိုးရဝန်ကြီးချုပ်တိုင်းပြည်ကို2နှစ်အုပ်ချုပ်ပြီးရွေးကောက်ပွဲပြန်လုပ်ပေးတယ်အဲ့ဒီ2နှစ်အတွင်းမှာသူတီမြဲဘက်ကအကြီးအကျယ်ဘက်လိုက်တယ်စစ်တပ်ကခဏကဆရာညီမင်းတို့ပြောတဲ့ဟာအဲ့ဒီမှာတစ်ချိန်ပြန်ကြုံတယ်ကျွန်တော်တို့
အဲ့တော့ကလူတွေကိုမေးလိုက်ရင်လူတွေကိုခင်ဗျဘယ်သူမဲပေးမှလဲမေးလိုက်တီမြဲပဲစကားတော်မဆုံးသေးဘူးကျွန်တော်တီမြဲလို့ပြောတာအဲ့လိုမပြောရင်လည်းမလွယ်ဘူးညညလာပြီးတော့ဒုက္ခပေးတဲ့အိမ်မီးရှို့တာတို့ရိုက်တာတို့ဘာတို့တောမှဆိုတတ်တာတွေပါဒီထိလုပ်တယ်နော်ဟုတ်ပြီကျွန်တော်မေးလဲကျွန်တော်လည်းတီမြဲပဲဘယ်သူမေးမဲအားလုံးကတီမြဲပဲပြောတယ်တန်ရှင်းပါတီဝင်ကလွဲကျန်တဲ့လူအားလုံးတီမြဲမဲပေးမယ်ပြောတယ်1960ဖေဖော်ဝါရီလ22လမသိဘူးရွက်ကောက်ပွဲလုပ်တော့ညနေမဲပုံးလဲဖွင့်ရောတီမြဲမှာမဲမရှိဘူးတချို့ပုံးလဲဆို9မဲ10မဲပဲရှိတယ်အားလုံးတန့်ရှင်းကိုမဲပေးထားကြတယ်နော်အဲ့တော့ကျွန်တော်တို့ဆိုရွေးလေးတစ်ခုထွက်တယ်မလားလူတီမြဲမဲတန့်ရှင်းဆိုနော်လူတီမြဲမဲတန့်ရှင်းပြောလိုက်လို့ရှိရင်လူအားလုံးကတီမြဲမဲပေးမယ်ပြောတယ်တကယ်တမ်းပြီးတော့တန့်ရှင်းပေးလိုက်တယ်ဒါကြောင့်လူတီမြဲလူကိုမေးလိုက်ရင်တော့တီမြဲပဲပြောတယ်မဲပြီးတော့တန့်ရှင်းကိုပေးလိုက်တယ်လူတီမြဲမဲတန့်ရှင်းအဲ့ဒါဗမာပြည်သူလူထုအမတန်ပါတတ်တာကိုဒုတိယအကြိမ်သက်သေပြခဲ့တာပဲဗမာပြည်သူလူထုဟာတိုင်းပြည်ကိုစစ်တပ်အုပ်ချုပ်တာမလိုချင်ဘူးဆိုတာ1960တည်းကပြခဲ့ပြီးပြီဘာဖြစ်လို့လဲစစ်တပ်ထောက်ခံတဲ့တီမြဲကိုမဲမပေးဘူးအဲ့တော့တစ်ချိန်ကတီမြဲဆိုတာလဲပါစာဖလာပဲတန်ရှင်းဆိုတာလဲပါစာဖလာပဲတစ်ဖွဲ့တည်းပဲဒီတစ်ဖွဲ့ကနှစ်ချမ်းကွဲသွားတာအရင်တော့ကသူတို့ဟာညီကိုတွေပဲအတူတူပဲနော်တစ်ဖွဲ့တည်းကနှစ်ချမ်းကွဲတော့နှစ်ဖွဲ့လုံးမှာလူတော်တွေရှိတယ်ဒါပေမဲ့တကယ်မဲပေးတဲ့အချိန်မှာလုံးဝတီမြဲကိုမဲမပေးတော့ဘလောက်ဖဲတော်တော်ဘလောက်ဖဲကောင်းကောင်းဘာတမိုင်းမဲ့ရှိခဲ့စစ်တပ်နဲ့ပတ်သက်လို့ဒီဘက်ကတန့်ရှင်းကိုပေးမယ်ဆိုပြီးတော့ပြက်ပြက်သားသားတန့်ရှင်းကိုပေးခဲ့တယ်အဲ့ဒါကျွန်တော်တို့ဗမာပြည်သူလူထုဟာမညံ့ဘူးတိတ်ကိုအကင်းပါတယ်ပန်းတတ်တယ်ဘယ်အချိန်ပါလို့ရမလဲဆိုတာသိတယ်ဆိုတဲ့အဲ့ဒါဒုတိယသာရကပဲနောက်ထပ်တတိယသာရကတစ်ခုရှိတယ်1988ရေးခင်းပြီးတော့1990ရွေးကောက်ပွဲကျွန်တော်ပြောစရာတော့မလိုတော့ဘာလို့လိုက်ကြသလဲ NLD ကဝင်ပြိုင်တဲ့လူဘယ်သူမှမသိဘူးမဲပြီးတော့ NLD ကိုပဲပေးတယ်ကျွန်တော်တို့ 82% ရခဲ့တယ်အဲ့ဒီတုန်းက392ယောက်ရတယ်တော်တော်မှ440ပါအဲ့ဒီတစ်ချိန်မှလဲပေါ့နော်1990ရွေးကောက်ပွဲမှာလဲဒီအတိုင်းပဲအရေးကြုံတဲ့အခါမှာပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာကိုသိရတယ်အဲ့တုန်းကဖိနှိပ်မှုသိမ့်မရှိဘူးနောက်ထပ်သာရကတစ်ခုရှိသေးတယ်နံပါတ်4သာရကအဲ့ဒါ2012ဧပြီလ1ရက်နေ့ကြားပြရွေးကောက်ပွဲအဲ့ဒါမလွတ်လပ်သေးတဲ့အခြေအနေနော်2015နဲ့မတူဘူး2012ဟာတိတ်ပြီးမလွတ်လပ်သေးဘူးစစ်တပ်ရဲ့အရှိန်ဩဇာအတော်ကိုရှိသေးတဲ့အခြေအနေအဲ့ဒီကြားပြရွေးကောက်ပွဲမှာလဲကျွန်တော်တို့96% နိုင်တယ်44ယောက်မှာ43ယောက်ကျွန်တော်တို့နိုင်တယ်ကြားပြမို့လို့သာကျွန်တော်တို့တိုင်းပြည်လုံးကိုမစိုးမိုးနိုင်တာသို့တော်လည်းပဲရွေးကောက်ပွဲရဲ့ရာနှုန်းအတိုင်းအတာရပြောရင်ကျွန်တော်96ရာနှုန်းနိုင်ခဲ့တယ်ဆိုတော့ကအဲ့ဒီတုန်းကလည်းပဲပြည်သူလူထုဟာသူတို့ဘာလုပ်ရမလဲဆိုတာကိုတယောက်နဲ့တယောက်မညှိနှိုင်းမတိုင်ပင်မဲနဲ့ကိုပြက်ပြက်သားသားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထောက်ခံတယ်အဓိပ္ပာယ်ကငါတို့စစ်တပ်ကိုမုန်းတယ်စစ်တပ်အုပ်ချုပ်တာကိုမုန်းတယ်စစ်အာဏာရှင်စနစ်ကိုငါတို့လက်မခံဘူးဆိုတာပြခဲ့တယ်ဒီတိုင်းပဲအခု2015ဒါစောစောဆရာညီမင်းညူပြောသွားပါပြီ2015မှာလဲဒီတိုင်းပဲမဟုတ်ဘူးလားနော်2015မှာတော်တော်ကိုရှုပ်ထွေးတယ်နော်ဘာသာရေးမိုင်းတိုက်ပြီးတော့ခွဲတာတွေအမျိုးသားရေးမိုင်းတိုက်ပြီးခွဲတာတွေ NLD ကိုမဲပေးလိုက်ရင်ကလပြီဖြစ်သွားမှာပြောလို့ပြောသာသနာပြည့်မယ်ပြောလို့ပြောနော်တိုးတော်လည်းပဲဘယ်လိုပဲမတော်မတရားမိုင်းတိုက်စီးအောင်ပြီးတော့မှဆောင်ရွက်ခဲ့ပါစေမူနောက်ဆုံးတော့ပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာသူတို့သိတယ်သူတို့လုပ်တဲ့နာကိုသူတို့လုပ်ခဲ့တယ်ပြက်ပြက်သားသားအဖွဲ့ချုပ်အနိုင်ရခဲ့တယ်နော်အဲ့တော့ဒါဘာကိုပြောတဲ့တုန်းဆိုတော့ပြည်သူလူထုရဲ့အခန်းကဏ္ဍဘလောက်အရေးကြီးတယ်လဲဆိုတာကိုဗမာပြည်သူလူထုကောင်းကောင်းသိတယ်အရေးကြုံတိုင်းမှန်မှန်ကန်ကန်ဆုတ်ဖြတ်ဆောင်ရွက်နိုင်ခဲ့တဲ့တာရကရှိတယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ပြည်သူလူထုဟာအားကိုးလောက်တဲ့ပြည်သူလူထုဖြစ်ပါတယ်အမှန်တပါးနှက်တဲ့လူထုဖြစ်ပါတယ်အချိန်ကြရင်ဘာလုပ်ရမလဲဆိုတာကိုကောင်းစွာသိပါတယ်သိတဲ့အတိုင်းပဲအခုကျွန်တော်တို့ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မှာအားလုံးပြတ်ပြတ်သားသားမဲပေးတယ်အခုကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနိုင်ရသွားပြီပေါ့ဗျာ80%နိုင်တယ်ဆိုတာက85မှာ95ဆိုတာကျွန်တော်498ယောက်ပဲကျွန်တော်တို့ကပြိုင်ခွင့်ရတယ်အဲ့ဒီ498ယောက်မှာ80%ရတာပြောတာပါတကယ်တော့လွတ်တော်ကိုကျွန်တော်တို့က80%စိုးမိုးနိုင်တာမဟုတ်ပါဘူးလွတ်တော်မှာကျွန်တော်တို့ရဲ့နေရာက85%ပဲရှိပါတယ်25%ကစစ်တပ်ကယူထားပြီးသားအဲ့တော့အဲ့ဒီကျန်တဲ့85ကိုပြိုင်တဲ့နေရာမှာ80%ရတယ်ဆိုတော့တကယ်
လွတ်တော်တစ်ခုလုံးမှာကျွန်တော်တို့လူဦးရေက60 ရာခိုင်နှုန်းပဲရှိပါတယ်သုံးပုံနှစ်ပုံမမီသေးပါဘူးသို့တော့ simple majority လို့ခေါ်တဲ့51 ရာနှုန်းကိုတော့ကျွန်တော်တို့ကအများကြီးကျော်သွားပါတယ်အမှန်တန်ကောင်းတဲ့အနေအထားတစ်ခုတော့ကျွန်တော်တို့ရခဲ့ပါတယ်တိုင်းရင်းသားတွေနဲ့ပေါင်းရင်တော့68 တသမ something ကြော်လေးကျွန်တော်တို့ရပါတယ်အဲ့တော့ဒါပြီးခဲ့တဲ့ရွေးကောက်ပွဲကောင်းပြီကျွန်တော်တို့နည်းလေးအချိန်နည်းသွားပြီကျွန်တော်နည်းလေးဆက်နော်အဲ့တော့ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာအားလုံးကမြင်တာကကျွန်တော်တို့ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးလိုက်ပြီအဲ့ဒီမှာလည်းပဲခုနလိုဒေါအောင်ဆန်းစုကြည်ပြောတဲ့အတိုင်းပါပဲပါတီကိုမဲပေးပါလူကိုမကြည့်ပါနဲ့ဆိုတာဒီစကားဟာ1940နဲ့ခွန်မှာဘိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့စကားနဲ့တော်တော်လေးဆင်တူပါတယ်1940ခွန်မှာဗိုလ်ချုပ်ပြောတာကတစ်နှစ်အတွင်းလွတ်လာရအောင်လုပ်ပေးမယ်နော်ပတ်စဖလာကိုသာမဲပေးလိုက်လို့ဒီလိုပြောတာပါဒီမှာတော့ဒေါအောင်ဆန်းစုကြည်ကတော့လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပြီးမဲပေးပါဆိုပြီးတော့ဒီလိုပြောခဲ့ပါတယ်သဘောကတော့အတူတူပါပဲအဲ့တော့ကျွန်တော်တို့ပြည်သူလူထုကမဲပေးပြီးသွားပြီအဖွဲ့ချုပ်လည်းနိုင်ပြီကျွန်တော်တို့တာဝန်ဆုံးခန်းတိုင်ပြီလားကျွန်တော်တို့တာဝန်ပြီးသွားပြီလားဒါဒီကနေ့ဒီဟောပြောပွဲမှာကျွန်တော်အဓိကဆွေးနွေးတင်ပြခြင်းနဲ့အကြောင်းအရာပါပဲအဲ့တော့တော်တော်များများကတော့မဲပေးပြီးပြီကြံ့တာ NLD ဆက်လို့ဒေါအောင်ဆန်းစုကြည်ဆက်လို့ဒီလိုတွေးကြတောကြတဲ့လူများပါတယ်အဲ့ဒါမှန်ရလားအဲ့ဒီအတိုင်းဆိုရင်ကျွန်တော်တို့ရေးဆွဲခြင်းတဲ့ပကြီကားဆုံးခန်းတိုင်အောင်ရေးဆွဲနိုင်ပါမလားဒီဟာလေးကိုဆွေးနွေးကြတာပါကျွန်တော်တို့လိုချင်တဲ့လောကနိဗ္ဗာန်ကိုတည်ဆောက်နိုင်ပါမလားအဲ့တော့ရွေးကောက်ပွဲမှာဒေါအောင်ဆန်းစုကြည်အနိုင်ရသွားပြီဒေါအောင်ဆန်းစုကြည်ကိုတကယ်အနာဂတ်ဗမာနိုင်ငံကိုဥဆောင်မဲ့ပုဂ္ဂိုလ်အဖြစ်ပြည်သူလူထုကရွေးလိုက်ပြီဆိုတဲ့အဓိပ္ပာယ်သည်တာဝန်တင်လိုက်ခြင်းတစ်ခုသာဖြစ်ပါတယ်ဗမာပြည်ရဲ့အနာဂတ်ကိုခမည်းထုစစ်ပါတော့ဗမာပြည်ရဲ့အနာဂတ်ပကြီးကိုခမည်းရေးဆွဲပါတော့လို့ပြောလိုက်တာပါတာဝန်ပေးလိုက်တာပါအဲ့ဒီမှာပကြီးဆွဲဖို့ဆိုရင်စုတ်တံပါရဲ့လားတောင်ကျွန်တော်တို့ပြောလို့မရသေးပါဘူးတာဝန်ပဲတင်ထားခြင်းဖြစ်ပါတယ်ပကြီးကတစ်ချက်အောင်မြင်မြင်တတ်တရရလှလှပပဖြစ်ဖို့သို့မဟုတ်လဲဗဟုရုပ်ထုတစ်ခုဟာလှလှပပတတ်တရရရုပ်ထုတစ်ခုဖြစ်ဖို့လိုအပ်ချက်တွေရှိပါတယ်လူတယောက်တည်းမပြီးပါဘူးပကြီးကားဆိုရင်ဆွဲမဲ့လူရှိအောင်လည်းမရပါဘူးပိတ်ကားရှိဖို့လိုပါတယ်စုတ်တန်ရှိဖို့လိုပါတယ်ရောင်စုံဆေးရှိဖို့လိုပါတယ်ဒီပကြီးကားပြီးသွားလို့ရှိရင်ဟောကမနောက်မှာကျွန်တော်လည်းမျက်နှာတဲ့တယ်မှာအကြီးကြီးပဲပေါင်ဆိုတာပကြီးကားမှာချိတ်ဆွဲဖို့ပကြီးကားတစ်ခုအနေနဲ့ထုတ်ဖော်ပြသဖို့သူ့ဘောင်ကွတ်ပြီးသည့်အထိလောက်ရပါတယ်အဲ့တော့ဒါတွေကျွန်တော်တို့မှာဘာတစ်ခုမှမလောက်ရသေးပါဘူးဗမာနိုင်ငံရဲ့အနာဂတ်ကိုဒေါအောင်ဆန်းစုကြည်ပုံဖော်ပါလို့ရွေးကောက်ပွဲကနေကျွန်တော်တို့ကတာဝန်တင်ထားတာပဲရှိပါသေးတယ်ကျွန်တော်တို့လိုချင်တဲ့နေရာကိုမသွားနိုင်သေးပါဘူးသွားဖို့ကိုမစနိုင်သေးပါဘူးကျွန်တော်ဒီနေရာမှာအမှတ်ရလို့ဒေါအောင်ဆန်းစုကြည်ရဲ့စကားလေးကိုပြောပြချင်ပါတယ်9 ရက်နေ့ကကျွန်တော်တို့ဒီဇင်ဘာလ9 ရက်နေ့ကပြည်မနာမေခမ်းမမှာအထက်ဗမာပြည်ကလွတ်တော်အမတ်တွေရွေးခံရတဲ့လွတ်တော်အမတ်တွေကိုတွေ့ပြီးတော့ဟောဝါဒစကားပြောပါတယ်စောစောကဆရာကြီးမင်းညိုပြောသွားတဲ့အထဲမှာအချက်သူထောက်ပြသွားတယ်အနိုင်ရလွတ်တော်ကိုယ်စားလှယ်ဆိုတဲ့စကားကိုအပြောမခံဘူးဆိုတော့အဲ့ဒီနေ့ကမနေ့ကျွန်တော်တို့နှစ်ပွဲလုပ်ပါတယ်လူကတိတ်များတဲ့အခါကျတော့ခမ်းမကျင်းတဲ့အတွက်တစ်ပွဲလုပ်ပါတယ်မနေ့9 နိုင်မှာတစ်ပွဲလုပ်တယ်12 နိုင်မှာကျွန်တော်တို့ကတစ်ပွဲလုပ်ပါတယ်အဲ့တော့မနေ့ပွဲမှာခါနာမှုလုပ်တဲ့ကလေးမလေးဒီကနေ့အခမ်းအနားကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌကြီးဒေါအောင်ဆန်းစုကြည်နဲ့အနိုင်ရလွတ်တော်ကိုယ်စားလှယ်များတွေ့ဆုံတဲ့ပွဲမဆုံးသေးဘူးညှို့ထိုးပြီးတော့ရပ်လိုက်တယ်ဟေးခဏရပ်ဆိုကလေးမလန့်သွားတယ်သူအနောက်ကဒေါ်စုတောက်ကကလေးလင်းကိုတွားဆိုတော့ပြောခိုင်းတယ်တိုးပြောတော့ကျွန်တော်တို့ကလည်းသူမျက်စိနဲ့ကြည့်နေဘာပြောမှမသိဘူးဘာဖြစ်သွားမှလည်းမသိဘူးအဲ့တော့ချက်ချင်းလင်းရသွားပြီးတော့ကလေးမလေးကိုပြောကလေးမလေးကခဏရပ်တယ်ပြန်ပြင်းပြီးတော့မှခုနစကားရွေးကောက်တင်မြောက်ခံရတော့ကိုယ်စားလှယ်များနဲ့တွေ့ဆုံပွဲမနေ့ပိုင်းပြီးသွားရောပြီးတဲ့အခါကျကျွန်တော်မေးတယ်ကလေးဟိမဖြစ်တာတော့လို့ကလေးမလေးကို
နေ့လည်းကျွန်တော်ကခဏနားတယ်နောက်တစ်ပွဲမလာခင်ကြားလိအချိန်ရလို့မသိဘူးအန်ကဲတဲ့ကျမတို့ကလည်းရေးပေးထားတဲ့အတိုင်းဖတ်တာတဲ့ဒါလည်းကျမရေးတာမဟုတ်ပါဘူးတဲ့အဲ့ဒီကလူကြီးတွေရေးပေးထားတဲ့အတိုင်းကျမဖတ်တာအဲ့ဒါဖတ်နေရင်တန်းလားအဲ့ဒီလိုမဖတ်ရဘူးအနိုင်ရကိုယ်စလဲလို့မပြောပါနဲ့ဆိုတော့သူလည်း very sensitive တော်တော်ကိုသတိထားပါတယ်ဒါလေးတစ်ခုပေါ့နောက်အဲ့ဒီနေ့လည်းပဲဒုတိယအစည်းအဝေးကျွန်တော်တို့ပြန်စတဲ့အခါကျတော့နှစ်သုတ်ခွဲတာပေါ့လေဒုတိယအစည်းအဝေးမနေ့ပိုင်းကတစ်သုတ်နေ့လည်းပိုင်းတစ်သုတ်အဲ့နေ့လည်းပိုင်းတစ်သုတ်မှာမင်းကုန်းပြောတော့အဲ့ဒီမှာကျွန်တော်တော်တော်လေးစိတ်ထိခိုက်တယ်သူပြောသွားတဲ့စကားသူ့ရဲ့အသက်အရွယ်ကိုသူကထောက်ပြီးတော့ပြောသွားတာသူမျှော်မှန်းတာကိုသူကပြောသွားတာပေါ့သူ့အနေနဲ့ဗမာနိုင်ငံကိုခုလက်ရှိကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးကိုဘိသုကာတူအနေနဲ့ပုံစံတစ်ခုကိုချနိုင်ရင်ကိုသူကျင့်납ပါပြီသေပြောပါပြီဆိုတဲ့သဘောသူကပြောလိုက်တယ်ဆိုလိုတာကသူ့ရဲ့အသက်အရွယ်အရာကျွန်တော်တို့ရဲ့နှစ်ပေါင်း90ပြည့်နေတဲ့အမိုက်ပုံစောစောဆရာကြီးပြောသွားတဲ့အမိုက်ပုံနော်နှစ်ပေါင်း90အမိုက်ပုံအဲ့ဒီအမိုက်ပုံဆိုတာကမြေကြီးတဲ့ကိုတစ်ထောင်လောက်အမြင့်တွယ်နေတဲ့အမိုက်ပုံနော်တော်တော်တန်တန်နဲ့ကျွန်တော်တို့ဖဲလို့မရတူးပြီးဖယ်ရမယ်အမိုက်ပုံမျိုးအဲ့တော့ဒီလိုနှစ်ပေါင်း90လောက်စွန့်ပစ်ထားတဲ့အမိုက်ပုံကြီးပေါ့ဗျာအမြင့်တွယ်နေတဲ့အမိုက်ပုံကြီးကိုအချိန်တိုတိုနဲ့ဖယ်ရှားပစ်ဖို့တန်ရှင်းအောင်လုပ်ပစ်ဖို့ဆိုတာမလွယ်ဘူးဆိုတာကိုသူဟာသူနားလည်နေတယ်အဲ့တော့ तू တတ်နိုင်တော့ तू ရှိတော့ तू လုံနိုင်တော့ तू မျောမှန်းတာကဘိသုကာပညာရှင်တယောက်ကပုံတစ်ခုကိုချပေးလိုက်တယ်အခြေခံအုတ်မြစ်တစ်ခုကိုချပေးနိုင်ရင်ကိုပဲ तू ကျေနပ်ပါဘူးကျေနပ်ပါပြီ तू သေပြောပါပြီဆိုတဲ့ပုံမျိုးဆိုကျွန်တော်တို့စိတ်ထဲမှာတော့ကျွန်တော်တို့ကဒီတဲ့မကမျောလင့်ထားတာ哦နော်အင်မနာကိုဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးကမ္ဘာပေါ်မှာနိုင်ငံတကာနဲ့ရင်မောင်တန်းနိုင်တဲ့နိုင်ငံတော်ကြီးဖြစ်သည့်အထိသူ့ကိုအားကိုးပြီးကျွန်တော်တို့ကလှုပ်သွားခြင်းတာသူလိုကောင်းဆောင်မျိုးကလည်းမရှိဘူးနောက်တစ်ယောက်ပေါ်ဖို့ဆိုတာလည်းစိတ်ကူးလို့ကိုမရသေးဘူးအဲ့တော့ဒီလိုအခွင့်ကောင်းအခါကောင်းမှာကျွန်တော်တို့ကသူ့ကိုမှီခြင်းတယ်သို့တော့သူကလည်းတွက်ထားတယ်သူဒီလောက်လုံနိုင်ရင်တော်ပါပြီဆိုတော့ကျွန်တော်အဲ့ဒီမှာနောင်တတရားကျွန်တော်ပြန်စဉ်းစားရတယ်ပေါ့ကျွန်တော်စဉ်းစားမိတယ်ဩကျွန်တော်တို့ကပျော်တယ်သူ့ကိုသို့တော့သူကတက်80အရွယ်ဟုတ်တာပေါ့ကျွန်တော်တို့ကသာသူ့ငငယ်လေးမြင်နေတာတက်တက်ကြွကြွမြင်နေတာကိုလည်းငယ်တာမဟုတ်ဘူးခလားသူဆိုဟုတ်တာပေါ့သူ့အနေထားအရဆိုရင်ကျွန်တော်တို့ကမျောလင့်ချက်တွေသူ့ပုံမှာအရန်ထားလွန်းတယ်သူကလည်းတိုင်းပြည်ကိုကောင်းစေခြင်းနဲ့စေတနာအလွန်ကိုပြင်းထန်တယ်အလွန်ကိုများတယ်အလွန်လည်းဒါကြောင့်လည်းကြိုးစားတာပေါ့ဗျာအဲ့တော့ဒီအနေထားမှာသူကဒီလောက်ရရင်သူသေပြောပါပြီလို့ပြောတဲ့အချိန်မှာကျွန်တော်တို့ကဒီလောက်နဲ့မကျေနပ်နိုင်သေးဘူးဒီတဲ့ပိုးပြီးတော့ကျွန်တော်တို့မျှော်မှန်းထားတဲ့လောကနိဗ္ဗာန်ဆိုတဲ့နိုင်ငံကြီးကိုထူထောင်ခြင်းနဲ့ဒါလို့ဆိုရင်သူရှိတော့ကျွန်တော်တို့ရဲ့အခန်းကဏ္ဍဟာပိုပြီးကိုအရေးကြီးလာပြီသူလုံနိုင်တော့မှကျွန်တော်တို့ကအစွမ်းကုန်သူ့ကိုပံ့ပိုးပေးနိုင်မှကျွန်တော်တို့လိုချင်တဲ့အနေအထားရမယ်ဆိုတဲ့ဟာကျွန်တော်လည်းပြန်ပြီးတော့သုံးသပ်မိတယ်တရားလဲရတယ်ပေါ့ကျွန်တော်တို့ကမျှော်နေချက်တွေသူ့မှာရန်ထားတယ်ဒါမှမဟုတ်ကျွန်တော်တို့ဘက်ကသူ့ကိုဘာလုပ်ပေးရမလဲဆိုတာကျွန်တော်တို့သိပြီးတော့မတွေးဘူးမစင်စားဘူးသူလုပ်ပေးမဲ့နိုင်ငံတော်သစ်ကိုပဲကျွန်တော်တို့ကမျှော်နေကြတယ်အဲ့တော့ကျွန်တော်တို့မပါဘဲနဲ့ကျွန်တော်တို့လိုချင်တဲ့နိုင်ငံတော်သစ်ကြီးဆိုတာဖြစ်နိုင်ပါမလားဒါကျွန်တော်တို့ရဲ့အခန်းကဏ္ဍမပါဘဲနဲ့ဒေါအောင်ဆန်းစုကြည်တယောက်တည်းနဲ့ကျွန်တော်တို့နိုင်ငံတော်သစ်ကြီးကိုသူ့ဘယ်လိုတည်ဆောက်လို့ကျွန်တော်တို့ဘယ်အခန်းကဏ္ဍကပါကြမှာတော့ကျွန်တော်တို့တိုင်းပြည်ဟာအပြက်ကာလကတော်တော်ကြာပါပြီအပြက်ကာလဆိုတာဒါအလုံးသိတဲ့အတိုင်း1962ခုနှစ်ကနေစပြီးတော့ပြတ်သွားတာပေါ့ဗျာအဲ့တော့အဲ့ဒီအပြက်ကာလဟာနှစ်ပေါင်း53နှစ်ရှိပြီအဲ့ဒီနှစ်ပေါင်း53နှစ်အတွင်းမှာကျွန်တော်တို့ကြာဆုံးသွားတာဘယ်ပေါင်းစုံကကြာဆုံးသွားတယ်ပညာရေးမှာကျွန်တော်တို့ကြာဆုံးသွားတယ်အများကြီးစီးပွားရေးအများကြီးကြာဆုံးတယ်ကျန်းမာရေးကြာဆုံးတယ်အဲ့တော့စီးပွားရေးကြာဆုံးသွားတာပတ်စံပြန်ရှာလို့မရဘူးလားရနိုင်တယ်စီးပွားရေးကြာဆုံးသွားတာပညာရေးအားနည်းသွားတယ်ဒါလည်းပဲကျွန်တော်တို့စူးစမ်းပြီးတော့နော်မြင့်တင်ပေးပေါ့ဗျာနော်ကျွန်တော်တို့ပညာကိုစူးစမ်းကြမယ်ရှာကြဖွေကြမယ်ဖတ်ကြမယ်ရနိုင်သေးတယ်ကျမ်းမာရေးလည်းပြန်ခရုစိုက်ကြပေါ့ဗျာရနိုင်တယ်ဒါလို့ဒီထဲမှာအဆိုးရွားဆုံးကြာဆုံးသွားတာဟာကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားပျက်စီးသွားတဲ့ကိစ္စဟာအဆိုးဆုံးပဲအဲ့ဒီကိစ္စကိုကျွန်တော်တို့ကဘယ်လိုပြန်ပြီးတော့လုပ်ယူရမလဲဘယ်လိုပြန်ပြီးတော့ကျွန်တော်တို့စိတ်ဓာတ်တွေဒိတ်ကျသွားတာကိုမြင့်တင်ရမလဲအဲ့တော့ဒီလိုပြောရင်ကျွန်တော်လည်းမကောင်းဘူးလို့ပြောနေသလိုကျန်တဲ့လူတွေလည်းမကောင်းဘူးလို့ပြောနေတဲ့အဓိပ္ပာယ်ဖြစ်နေတယ်
တလူစကားမျိုးဟာတကယ်တော့မပြောကောင်းဘူးပေါ့ဗျာတော်တော်ကိုညံ့တဲ့လူတွေတော်တော်ကိုစီးမရှိကမ်းမရှိတဲ့လူတွေတလူပြောရင်ဘယ်သူကြိုက်မလဲဗျာဘယ်သူမှမကြိုက်ကြဘူးဒါမှမဟုတ်တကယ်ဖြစ်နေတယ်တကယ်ဖြစ်နေတယ်ဘယ်လိုဖြစ်နေတော့ဥပမာကျွန်တော်ပြောမယ်ဗျာဟလာမကြသေးဘူးဖြစ်သွားတယ်နော်ကျွန်တော်တို့လမ်းပေါ်မှာမော်တော်ကားရပ်ထားတယ်6ထပ်မှနေတဲ့လူသူကားရပ်ထားတယ်တရုတ်တမ်းမှာပထမရမှနေတဲ့လူကသူကားရောက်လာတဲ့အခါမှာခေါ်တယ်ဆင်းငဲ့ရွှေ့ခိုင်းတယ်အဲ့တော့စကားများကြတယ်ဓာတ်နဲ့ထိုးလိုက်တယ်သေသွားရောမော်တော်ကားကိုနေရာရွှေ့ခိုင်းလို့စကားများပြီးတော့ဓာတ်နဲ့ထိုးတယ်လို့မြင်ကြတယ်တကယ်တော့အဲ့ဒီလိုမဟုတ်ဘူးတကယ်ဖြစ်တာကဒီလိုမော်တော်ကားရပ်ထားတဲ့အတွက်အပေါ်ကလူကိုခေါ်ပြီးရွှေ့ခိုင်းစရာအကြောင်းကိုမရှိပါဘူးကျွန်တော်တို့အသိကိုပြောတာလမ်းပေါ်မှာကားရပ်ထားတာဒါရွှေ့ခိုင်းစရာမရှိဘူးသူကသူတော်တဲ့နေရာတနေရာရပ်မရနိုင်လဲရတဲ့နေရာသာရပ်ဒီကားကိုဖယ်ခိုင်းစရာအကြောင်းကိုမရှိဘူးဒါပေမဲ့သူ့ရဲ့အမြင်ကဒီနေရာမှာသူ့ကားအမြဲတမ်းလိုရပ်ထားတယ်သူကပထမရမှနေတယ်ဟို6ထပ်မှနေတဲ့လူနဲ့ဆိုရင်သူ့မှာအခွင့်အရေးရှိတယ်လို့သူကဒီလိုထင်တယ်တာရကတစ်ခုပေါ့ဗျာလမ်းပေါ်မှာဈေးရောက်တယ်အများကြီးပဲရန်ကုန်မြို့မှာဒါခင်ဗျားတို့လည်းသိပါတယ်ဗျာဗမာနိုင်ငံသားတွေပဲလမ်းဘေးပလက်ဖောင်းဆိုရင်ကျွန်တော်တို့လူကလမ်းလျှောက်လို့မရဘူးအောက်ဆင်းပြီးလျှောက်ရတယ်အောက်ဆင်းလျှောက်တော့လဲကျွန်တော်တို့မှာမော်တော်ကားအန်ဒီရတော်တော်ကိုကြောက်ရတယ်အဲ့တော့ပြည်သူတွေကတက်ဆွန့်ဆံဖြားကားလမ်းမပေါ်ဆင်းပြီးလမ်းလျှောက်နေတဲ့အချိန်မှာပလက်ဖောင်းပေါ်မှာဈေးတွေကလာပါယူပါဝယ်ပါလုပ်နေတယ်မတော်တဆတိုးမိထိမိသူတို့ပစ္စည်းနင်းမိရင်ဝိုင်းရိုက်မဲ့သဘောရှိတယ်အဲ့တော့ပလက်ဖောင်းဆိုတာဈေးအောင်ဖို့လားလူသွားဖို့လားလူသွားဖို့ဈေးအောင်ဖို့မဟုတ်ဘူးအဲ့ဒါဖမ်းလို့ရတယ်အရေးယူလို့ရတယ်ဈေးအောင်ဖို့မဟုတ်ဘူးပစ္စည်းကိုတင်မထားရဘူးအခုခဲတော့သတိထားမိမှာပါဗျာနည်းနည်းလေးစကားအပြင်ထွက်သွားတယ်ပြောလိုက်ပါဦးမယ်အခုအိမ်ရှိမှာမော်တော်ကားနေရာဥဖို့အတွက်ပစ္စည်းတွေထားလို့ရလားဇပွဲတို့ကလထိုင်တို့ခုံတို့ဘာတို့ချထားတာမလုပ်ရဘူးတဲ့အခုဒီကနေ့ကစရေးယူမယ်အခုဒီတရက်နေ့ကစရေးယူမယ်ဟိုဘက်က3လပညာပေးနော်ကားအတွက်နေရာဥတာမလုပ်ရဘူးပစ္စည်းတစ်ခုခုချရင်အေးယူမယ်ဒါပေမဲ့9သိန်းထိရိုက်လို့ရတယ်ဟုတ်ပြီမော်တော်ကားအတွက်နေရာဥတဲ့ပစ္စည်းလေးတောင်ချလို့မရဘူးဆိုရင်စိုင်တိုင်းရထိုးပြီးတော့ရောင်းနေတယ်ရမလားအဲ့ဒါမပါသေးဘူးဈေးရောက်နေတဲ့လူကိုမပြောဘူးဟိုပစ္စည်းချတဲ့လူကိုပြောနေတယ်နော်အဲ့တော့ဈေးရောက်တဲ့လူကိုဖမ်းတယ်နော်လာမေးဈေးရောက်နေဆိုဖမ်းတယ်ဖမ်းတော့ဈေးတွေကဘာပြောသလဲ तू ကကောင်းချောင်းကောင်းဝယ်လုပ်နေတာတဲ့ကောင်းချောင်းကောင်းဝယ်လုပ်နေတာတမန်အာဇီဝပိုက်ဆံရှာပြီးတော့သာသမီကြောင်းထားတာတဲ့အဲ့ဒါကိုလမ်းမေးဈေးမရောက်ရဘူးဆိုတော့ဘာလို့စားရပါလဲဟောဒီစကားနားထောင်ကြည့်လဲသူ့ကိုကျွန်တော်အပြစ်တင်ပြီးပြောတာမဟုတ်သူ့အမြင်ကအဲ့ဒီလိုရှိတယ်ဘာဖြစ်တော့ငါတို့ကပိုက်ဆံမရှိလို့လမ်းဘေးမှာဈေးရောက်တာတမရတိုက်တာမှမဟုတ်တာလူတာမှမဟုတ်တာရက်တာမှမဟုတ်တာဘာဖြစ်လဲအဲ့ဒါဟုတ်ပြီဒါသူ့ဘက်ကအမြင်တကယ်တော့လမ်းဘေးမှာဈေးရောက်လို့ရသလားအဲ့ဒီလမ်းဘေးပလက်ဖောင်းဆိုတာလူသွားဖို့လုပ်ထားတာဈေးရောက်ဖို့မဟုတ်ဘူးဈေးရောက်ဖို့ဆိုတာဈေးရှိတယ်ဈေးရောက်ရင်ဈေးထဲမှာပဲရောက်ရမယ်အဲ့တော့အတွေးအခေါ်ကအဲ့ဒီလိုလမ်းဘေးပလက်ဖောင်းဟာဈေးရောက်ဖို့လုပ်ထားတာလို့သူကမြင်တယ်ဒီဘက်ကဥပဒေကမဟုတ်ဘူးလူသွားဖို့ပစ္စည်းတစ်ခုခုချတာနဲ့ဓာတ်လမ်းကိုပိတ်ဆို့တယ်လို့ခေါ်တယ်အရေးယူတယ်တရားစွဲဒဏ်ရိုက်လို့ရတယ်အမှန်တော့ဈေးရောက်တဲ့လူကအချိန်နဲ့အမျှဥပဒေကိုချိုးဖောက်နေတာအဲ့ဒါကို तू ကမသိဘူးသူ့ကိုဖမ်းဖို့လာတဲ့ရဲကြတော့အဲ့ဒါမတရားလုပ်တဲ့လူကောင်းကြောင်ကောင်းဝယ်လှုပ်ရှားတဲ့လူကိုဒုက္ခပေးဖို့လာဖမ်းနေဒီလိုမြင်တယ်အဲ့တော့ကျွန်တော်တို့ရဲ့အမြင်ဘယ်လိုဖြစ်နေပြီတော့ကျွန်တော်တို့ရဲ့ mindset ကအဲ့လိုဖြစ်သွားပြီဒါကိုကျွန်တော်တို့ကတော်တော်ပြန်ပြောင်းယူရမယ်ဝန်ထမ်းတွေယာရုတူတယ်ယာရုတူတဲ့အခါကျတော့ဥဖြူနဲ့ဥမဲပေါ့ဗျာဥမဲကတော်တော်ချမ်းသာတယ်တော်တော်ဥမဲသားသမီးတွေကတော့ကောင်းကောင်းစားကောင်းကောင်းနေနိုင်တာပေါ့ဥဖြူလည်းဒီယာရုပါပဲသူ့ကြတော့ဆင်းရဲတယ်မချမ်းသာဘူးအဲ့တော့ဥမဲသားဥဖြူသားသမီးကြတော့ဆင်းရဲချွတ်ချွတ်တဲ့ပေါ့ဗျာဒါပေမဲ့အဲ့ဒီအစိုးရဝန်ထမ်း2ယောက်ဟာယာရုတူရင်လစာတူရင်တို့ရဲ့လူနေမှုအဆင့်တန်းလည်းအတူတူဖြစ်ရမှာပေါ့ဒါပေမဲ့ဥမဲကချမ်းသာပြီးတော့ဥဖြူကဆင်းရဲနေတယ်အဲ့တော့ဘေးလူကဘယ်လိုဖတ်တယ်လို့ကြည်စမ်းဥဖြူလည်းဒီယာရုဥမဲလည်းဒီယာရုဥမဲကြတော့တောက်နိုင်စားနိုင်
နေနိုင်ထိုင်နိုင်သုံးနိုင်ဖြုံးနိုင်တော်လိုက်တာယာရူးချင်းတူတူဟိုမှာကြီးသားမွဲတာတော်တော်ညံ့နေလူအမြင်ကိုကြည့်လက်စားပြီးတော့ချမ်းသာတဲ့လူကြတော့လူကောင်းလူတော်တဲ့လက်မစားလို့မွဲနေတဲ့လူကြတော့လူညာတဲ့တလို့မြင်နေအဲ့ဒါကျွန်တော်တို့ရဲ့လက်ရှိအနေအထားဟိုရှေးတုန်းကဆိုတာလည်းသိရှေးမဟုတ်ပါဘူးကျွန်တော်တို့ပါစာဖလာခေတ်ပါလီမန်ဒီမိုကရေစီခေတ်ပေါ့ဗျာအဲ့ဒီအချိန်တုန်းကယောက်ျားအလုပ်လုပ်တဲ့ယောက်ျားကတစ်ခါတလေယူတာပေါ့ဗျာပိုက်ဆံလေးပါလေးပေးတာပေါ့နည်းနည်းပါးပါးကြိတ်ပြီးတော့သူ့ကိစ္စလေးအစင်ပြောင်းလုပ်ပေးလိုက်တဲ့အခါပေးရတယ်အဲ့ဒီလက်ရတဲ့ပိုက်ဆံကိုအိမ်မှာမပေးရဘူးဒီစကားကိုကျွန်တော်ပြောတာခိုင်ဝန်းเนาะအခုအသက်80ကျော်ပြီမသေးသေးဘူးရှိတယ်ပြောပြတာသူအရာရှိငယ်ဘဝကမြို့အုပ်ဘဝလောက်ကရတယ်ဗျာတဲ့အဲ့ဒီပေးတဲ့ထဲမှာငပြောသည်အုံသည်စံတို့ပတ်စံပါတယ်တဲ့ပတ်စံထည့်ပေးတယ်ပတ်စံပါရင်ဘာလုပ်ရလဲအဲ့ဒီပတ်စံအားလုံးကိုသူကဖယ်ထားတယ်မိမကိုလုံးဝပေးမသိဘူးမိမမသိရဘူးဘာဖြစ်လို့လဲမိမကိုပေးမသိဘာဖြစ်လို့တော့ကျွန်တော်မေးတယ်ဝင်မင်းလို့ကျွန်တော်ဝင်မင်းခေါ်ဝင်မင်းဘာဖြစ်လို့တော့အာမဟုတ်ဘူးဗျာတဲ့ကျွန်တော်တို့ပေးလိုက်လို့ရှင်ကျွန်တော်ကလက်ကတော့အကုန်အပ်တယ်အဲ့ဒီဟာတော့မပေးဘူးခြားနီးနဲ့ရတဲ့ပတ်စံတော့မပေးဘူးဘာဖြစ်လို့မပေးတာတော့ကျွန်တော်ဒီဟာကိုပေးလိုက်ရင်ကျွန်တော်လက်စားထားတာကိုကျွန်တော်မိမသိသွားရင်ကျွန်တော်မိမကျွန်တော်ဘယ်အထင်ကြီးတော့မလဲဗျာမိမတယ်မဟုတ်သားသမီးသာသိသွားရင်ကျွန်တော်သားသမီးမျက်နှာကျွန်တော်ဘယ်လိုကြည့်ရမှာလဲဗျာယောက်ျားသူအကြောင်းတစ်ခုခုနဲ့ရတဲ့လက်ငွေလေးမိမကိုထုတ်မပေးဘူးအသိကိုမခံရဘူးအဲ့ဒီပဲကဒါရှက်เสียအလွန်ကောင်းတဲ့ကိစ္စလို့သူကဒီလိုနားလည်ထားတာ哦ဒါပေမဲ့ဒီကနေ့အဲ့ဒီလိုမဟုတ်ဘူးသူကမိမလည်းသိသားသမီးလည်းသိဒါပြဿနာမရှိဘူးအဲ့တော့အဲ့ဒီရှက်เสียဆိုတဲ့ကိစ္စကိုဒီဘက်ကဦးမဲနဲ့ဟိုဘက်ကဦးဖြူမိသားစုထဲမှာကြည့်အောင်ဦးမဲကလက်စားတယ်ချမ်းသာတယ်ဦးမဲသားသမီးကဦးမဲသူ့အဖေကိုအထင်ကြီးတယ်ဟိုဘက်ကသားချင်းကလည်းတငယ်ချင်းဟိုဘက်ကသူ့တငယ်ချင်းအဖေကြတော့ဥဖြူကြတော့ဟာစင်းစင်းရဲရဲနဲ့look down ပေါ့ဗျာနော်အထင်သေးတဲ့အကြည့်ကြည့်မယ်ကလေးဘက်ကကြည့်ဒီဘက်ကသူ့အဖေလူဆိုးကြတော့ဒီကလေးကလူကောင်းထင်တယ်ဟိုဘက်ကလူကောင်းကြတော့လူဆိုးထင်တယ်ဒီဘက်ကဥဖြူရဲ့သားကသူ့အဖေလူညံ့ထင်တယ်ဟိုဘက်ကလူဆိုးကိုလူကောင်းသွားထင်တယ်ပြက်ပုံပြက်နေ mindset ကအပြက်များလားပြက်သွားတာအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဒီကနေ့အနေအထားကအဲ့ဒီလိုကျွန်တော်တို့ရဲ့ mindset ပြက်သွားတာပေါ့နော်အမှားကြာအမှန်ဖြစ်ဆိုတဲ့စကားပုံလို့ဒီစကားပုံတကယ်တော့မမှန်ဘူးသို့တော်ဒါလည်းထွင်ထားတဲ့စကားပုံလူတွေရဲ့ mindset ကတော်တော်လေးပြက်နေပြီအဲ့တော့ဒီလိုအခြေအနေမျိုးမှာအခုကျွန်တော်တို့ရဲ့အနေအထားအပြောင်းလဲတစ်ခုကိုသွားတော့မယ်အဲ့တော့ဒီအပြောင်းလဲကိုသွားမယ်ဆိုရင်ကျွန်တော်တို့ပကြီးကားလှလှတစ်ချက်ဖြစ်ဖို့အတွက်ကျွန်တော်တို့လှုပ်ရှားတွေအများကြီးရှိလိမ့်မယ်ကျွန်တော်တို့မှာနောက်ကနေဒေါ်ဆန်းစုကြည်ကိုဖြည့်ဆည်းဖို့ပံ့ပိုးဖို့အတွက်ကိုအားလုံးကဏ္ဍတိုင်းမှာလူတဦးချင်းတိုင်းမှာကိုတာဝန်ကိုစီရှိကြလိမ့်မယ်ကျွန်တော်ကတော့ဟိုဘာလုပ်ဖို့ခင်ဗျားတို့မှာတာဝန်ရှိတယ်ဆိုတော့ဒီလိုဆရာလုပ်တဲ့ဟာမျိုးကိုမပြောလိုပါဘူးမပြောနိုင်ပါဘူးသို့တော့စဉ်းစားစရာအနေနဲ့ပဲကျွန်တော်ကပြောချင်တာပါကျွန်တော်တို့လိုချင်တဲ့လောကနိဗ္ဗာန်ဖြစ်ဖို့ကျွန်တော်တို့လိုချင်တဲ့အနေအထားကိုတိဆောက်ဖို့ကျွန်တော်တို့မှာရင်ဆိုင်စရာတွေအများကြီးရှိနေတယ်နှစ်ခုရှိတယ်တစ်ခုကအခုကျွန်တော်ပြောနေတဲ့ကျွန်တော်တို့ဘက်ကဘယ်လိုပြုပြင်ပြောင်းလဲမလို့အပြောင်းလဲကိုလိုချင်ကိုလည်းပဲကိုလည်းပြောင်းရမယ်ကိုလူအဖွဲ့အစည်းကိုလည်းပြောင်းရမယ်ကျွန်တော်တို့အတွေးခေါ်ယူဆလည်းပြောင်းရမယ်အပြောင်းလဲကိုလိုချင်ပါတယ်လို့ပြောပြီးကိုမပြောင်းလဲရင်တော့ဒီအပြောင်းလဲဖြစ်လာမှာမဟုတ်ဘူးနောက်တစ်ခုရှိတယ်နံပါတ်1အချက်ဆန့်ကျင်ဘက်အဲ့ဒီအပြောင်းလဲကိုမလိုလားတဲ့လူကအပြောင်းလဲမဖြစ်အောင်ရည်ရွယ်ချက်ရှိနဲ့ဖြတ်စည်းနေတယ်တိုက်ဖြတ်နေတယ်ပြဿနာတွေဖန်တီးနေတယ်ဒါကိုလည်းကျွန်တော်တို့ကတစ်ချက်ကြည့်ရမယ်ဘာသာရေးပြဿနာလှည့်တယ်တော်တော်လေးကိုစူးစမ်းတယ်ပေါ့ဗျာ2012ခုနှစ်ထဲကဒါပေမဲ့ဒီဟာသိပ်မအောင်မြင်ဘူးဘာကြောင့်လဲဆိုတော့ဒါလည်းကျွန်တော်တို့ဗမာပြည်သူလူတွေရဲ့ပါနှံ့မှုအကင်းပါမှုပေါ့ဗျာဒါကြောင့်ဒီထဲကိုမဝင်ဘူးဒီထောင်ချောက်ထဲကိုမဝင်ဘူးအမျိုးမျိုးလုပ်တယ်ကဲအခု currently အခုလက်တလောကတ်နေတဲ့ဟာလေးပဲနှစ်ခုเนาะကျွန်တော်ပြောပြချင်ပါတယ်ပထမတစ်ခုကဒေါအောင်ဆန်းစုကြည်သမရဖြစ်ရေးပြဿနာဒါဒီကနေ့ကျွန်တော်တို့ဗမာနိုင်ငံရေးလောကမှာ hot issue ပေါ့နော်ဒါသိပြီးတော့မှ famous issue ဖြစ်နေပါတယ်သိပြီးတော့အရေးကြီးတယ်နိုင်ငံတကာကလည်း
ဒေါအောင်ဆန်းစုကြည်သမရဖြစ်မလားဆိုတဲ့မေးခွန်းရှိနေတယ်အဲ့တော့ဒေါအောင်ဆန်းစုကြည်ကလည်းရှင်းတယ်သမရမဖြစ်ရင်မလုပ်မလဲတော့သမရရဲ့အထက်မှာသူနေမယ်လို့ပြောလိုက်တယ်ရိုးရိုးရှင်းရှင်းတဲ့တယ်ပဲလေဘာလို့သူကခေါင်းဆောင်ပဲသူ့ကိုပြည်သူလူထုကရွေးထားတာပဲတော့ဒါကြောင့်မလို့သမရဟာသူသဘောကျတဲ့လူပဲဖြစ်မှာပဲအဲ့တော့သူကသမရရဲ့အထက်မှာရှိနေမှာပဲနော်အဲ့ဒီလိုမဖြစ်ချင်ဘူးဆိုရင်လည်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပေးပေါ့ဗျာအဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ကျွန်တော်တို့စူးစမ်းခဲ့ပြီးပြီပါတီအနေနဲ့တော်တော်ကိုစူးစမ်းတယ်88ပွင့်လင်းနဲ့ပေါင်းပြီးတော့လဲကျွန်တော်တို့ signature campaign ဆိုပြီးတော့လူ9 သန်းကျော်ကျွန်တော်တို့လက်မှတ်ယူခဲ့တယ်ကဘာမှာလူ9 သန်းကျော်ပြောင်းကျွန်တော်အဖေနာမည်ဘယ်သူကျွန်တော်ဖတ်ပုံတဲ့နံပါတ်ကဘယ်သူခင်ဗျားတို့မကြိုက်ဘူးလို့ပြောတာဗမာပြည်ပဲရှိတယ်အဲ့ဒီလောက်ပြောင်းကြကြလက်မှတ်ထိုးပြီးတော့ဒီဖွဲ့စည်းပုံမကြိုက်ဘူးပြင်ပေးပါလို့တောင်းဆိုခဲ့တာကိုလုံးဝမျက်ကွယ်ပြုတ်ပြီးတော့ပြီးခဲ့တဲ့မေလမှာပြီးခဲ့တဲ့2015မေလမှာကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စရှုံးသွားတယ်အထူးသဖြင့်ခုနတစ်ခုပေါ့ဗျာဒေါအောင်ဆန်းစုကြည်အမရဖြစ်ရေး59စလုံးပြုပြင်ရေးဆိုတဲ့ကိစ္စမအောင်မြင်ဘူးเนาะကျွန်တော်တို့ကြာဆုံးသွားပြီအဲ့တော့ဟုတ်ပြီဒါကသူတို့ဘက်ကဆုံးဖြတ်လိုက်တာတော်တော်ပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကတော့ရှင်းတယ်ဒေါအောင်ဆန်းစုကြည်ပဲအနာဂတ်ဗမာနိုင်ငံကိုဥဆောင်ရမယ်ပုံစံတစ်ခုနဲ့ကျွန်တော်တို့ပြပြီးသွားပြီလူတော်တော်များများရွေးကောက်ပွဲကိုပဲမြင်လိုက်တယ်တေးသေးချာချာကြည့်ရင်ကျွန်တော်တို့ဟာဗမာတွေစန္ဒထုတ်ဖော်လိုက်တာ2 ကြိမ်ထုတ်ဖော်လိုက်ပါတယ်ရွေးကောက်ပွဲမတိုင်မီတလျှောက်လုံးတိုင်းပြည်လုံးအနီရောင်နေဝစ်ပြီးတော့လမ်းပေါ်ထွက်တာဟာအဲ့ဒါအတိအလင်းခင်ဗျားတို့ကိုမကြိုက်ဘူးတော်စုကိုကြိုက်တယ်အဲ့ဒါပြောင်းစန္ဒမဲပေးတာပါအဲ့ဒါခင်ဗျားတို့ကအစွဲကောင်းလို့အိုးစာရေးဆရာတွေဟိုတချင်းဆိုတဲ့အစိုးရတွေကြောင့်အမှုပညာရှင်တွေကြောင့်လူတွေကပါလာတာပါလို့ပြောရင်လေဒုတိယအကြိမ်ကျတော့ဘာပြောမလို့ကျွန်တော်တို့10 ရက်နေ့နိုဝင်ဘာ10 ရက်နေ့ရွေးကောက်ပွဲရှုပ်ဝက်မဲပေးတာပဲနောက်ဆုံးအဲ့ဒါကြီးလိုက်တော့လည်းပဲဒီအတိုင်းပဲအဖေကတထက်သေးပဲပြောင်းလဲပဲကျွန်တော်တို့ပြောပြီးပြီရှုပ်ဝက်တဲ့နည်းနဲ့လည်းပြောပြီးပြီခင်ဗျားတို့ကိုမကြိုက်ဘူးသူ့ပဲကြိုက်တယ်သူဥဆောင်တာပဲကြိုက်တယ်ဒေါအောင်ဆန်းစုကြည်ပဲခေါင်းဆောင်တာလိုလားတယ်လို့ကျွန်တော်တို့ဘက်ကဆန္ဒပေးပြီးသွားပြီအတိအလင်းတစ်ခါပြီးတော့ရှုပ်ဝက်တဲ့နည်းနဲ့တစ်ခါနှစ်ခါပေးပြီးပြီဒါဆိုရင်ဒါကိုလိုက်လျော်ဒေါအောင်ဆန်းစုကြည်သမရဖြစ်ရေးလမ်းဖွင့်ပေးလိုက်ရင်မပြီးဘူးလားဘာများအခက်အခဲရှိနေလို့တော့အဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေအရမဖြစ်နိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့59စလုံးမှာဒီလိုပါတယ်ပေါ့ဗျာသူသားကနိုင်ငံခြားသားဖြစ်နေတယ်ဒီအကြောင်းကြောင့်အဲ့ဒါဆိုရင်59စလုံးပြင်ပေါ့မပြင်နိုင်ဘူးတဲ့59စလုံးဒါတိုင်းပြည်အတွက်အရေးကြီးတယ်တိတ်အရေးကြီးတယ်ဒါရည်ရွယ်ချက်ရှိနဲ့ကိုရေးထားတာအဲ့ဒီလိုမျိုးမထည့်ရင်နောက်တစ်ချိန်ဒီတိုင်းမျိုးကလားတွေတရုတ်တွေအုပ်ချုပ်သွားလိမ့်မယ်တဲ့ဒါကြောင့်မို့လို့မပြင်နိုင်ဘူးတဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကလည်းအဲ့ဒီလောက်စေတနာကောင်းတဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေမပြင်ရင်လေဒေါအောင်ဆန်းစုကြည်သမရဖြစ်ဖို့တော့နီလန်းနေရှိပါတယ်ကျွန်တော်တို့ကတင်ပြတယ်ဥပဒေပညာရှင်အနေနဲ့တင်ပြတယ်ပေါ့ဗျာအင်္ဂလိပ်လိုတော့ informal way လို့ခေါ်တာပေါ့ဗျာ formal way သူတို့သတ်မှတ်ထားတဲ့ပုံစံတိုင်းပြင်လို့မရရင်သူတို့သတ်မှတ်ထားခြင်းမရှိတဲ့တခြားနည်းတွေနဲ့ပြင်လို့ရပါသေးတယ်ဥပဒေနဲ့မဆန့်ကျင်ပါဘူးဒါလည်းပဲเนาะအဲ့တော့ကျွန်တော်တို့ကပြောတယ်ဒါဆိုရင်လည်းဗျာလို့59စလုံးကို temporary stay လုပ်ထားလိုက်ပါလား temporary stay ယာယီဆိုင်းငှက်လိုက်တာပေါ့သဘောတော့အခုက59စလုံးရှိလို့ဒေါ်စုသမရမဖြစ်တာအဲ့တော့59စလုံးကိုခဏလေးဆိုင်းလိုက်လို့ရှိရင်ဆိုင်းလိုက်ပြီဆိုမရှိတော့ဘူးပေါ့မရှိဘူးဆိုသူသမရဖြစ်သွားတာပေါ့လွယ်လွယ်လေးပဲဆိုင်းလိုက်ရအောင်ဘယ်လိုတုံ့ပြန်တယ်လို့ဆိုကျွန်တော်အင်တာဗျူးတွေလုပ်တယ်ပေါ့ဗျာရေးတဲ့အင်တာဗျူးတွေလည်းပါတယ်ဗီဒီယို TV တို့ဘာတို့ဟို broadcasting BBC VOA ရလည်းလာတယ်ပေါ့ဗျာဘယ်လိုတုံ့ပြန်တယ်လို့ဆိုတော့အဲ့ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေကိုတဲ့ပုံမှန်တစ်ခုဆိုင်းငံ့ထားလို့ရတယ်လို့ဥပဒေမှာမရှိပဲတဲ့ကျွန်တော်ကဥပဒေမရှိတာဥပဒေမှာမပါတာကိုကျွန်တော်ကပြောတယ်ပေါ့ကျွန်တော် fight လုပ်တယ်အဲ့ဒါလက်ရှိလွတ်တော်အမှတ်ကလည်းပြောတယ်မကြသေးဘူးမကြာနေမှာတောင်ပါလာလို့ကျွန်တော်တော်တော်စိတ်မကောင်းဘူးကျွန်တော်ညီလေးပါပဲဥပဒေမှာမပါပဲတဲ့အဲ့ဒါဘယ်လိုလုပ်လို့ရမလဲကျွန်တော်မေးတယ်နော်လွယ်လွယ်လေးပဲစဉ်းစားပုံစဉ်းစားနည်းပဲအဲ့ဒီလိုယာယီဆိုင်းငံ့ခြင်းမပြုတ်လို့ရဘူးလို့ပါလားမပါဘူးအဲ့ဒါကြည့်ပုံကြည့်နည်းပဲသူကပါသလားရှာတယ်ကျွန်တော်ကမပါဘူးလားကြည့်တယ်ဟဲ့မပါဘူးမပါရင်လှုပ်တားမထားရင်လှုပ်ပေါ့တားထားရင်တော့မလှုပ်နဲ့ပေါ့မဆိုင်ငံ့ရဘူးလို့ပါရင်တော့မဆိုင်ငံ့နဲ့ပေါ့အခုကမဆိုင်ငံ့ရဘူးလို့ပါမပါတာ
တိုင်းလိုအပ်ရင်ဆိုင်ရမှာပေါ့အဲ့တော့ခင်ဗျားရှင်းနေစကားတတ်တယ်လူလဲကြပြီးစကားပြောတယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ပြောတယ်မဟုတ်ဘူးတကယ်တာရကရှိတယ်ဒီလိုကျွန်တော်တို့တကယ်ကြုံခဲ့ဘူးတယ်တစ်ထပ်ထဲနှီးပါကြုံခဲ့ဘူးတယ်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့ထဲလဲပါပါတယ်1958ပါစာဖလာနှစ်ချမ်းကွဲတော့1959ခုနှစ်မှာကျွန်တော်တို့ပြဿနာတစ်ခုဖြစ်တယ်အဲ့ဒါဘာလို့ဆိုတော့အာနာသိမ့်တော့မယ်ဗျာပါစာဖလာနှစ်ချမ်းကွဲတဲ့အခါကျတော့ကျွန်တော်ဘယ်လောက်ထိပြောရမလဲ4:15အထိတွင်လားဟုတ်တယ်နော်4:15အထိနော်โอเคဟုတ်ပြီနော်ကျွန်တော်ညီကုန်းချိုးအောင်မယ်အဲ့ဒါဆိုဟုတ်ပြီပါစာဖလာနှစ်ချမ်းကွဲတော့ဒါကတော့ဘုသူတပြစ်ပေါ့ဗျာနော်စစ်တပ်ကအာဏာသိမ်းတော့မယ်အဲ့တော့ကဝန်ကြီးချုပ်ကဦးနုအိမ်ကိုသွားပြောတယ်ဦးအောင်ကြီးရယ်ဗိုလ်ချုပ်မောင်မောင်ရယ်ဗိုလ်ချုပ်တင်ဖေးသွားပြောတော့ပထမတော့ဦးနုကစစ်တပ်ကလူတွေလောက်တာပေါ့ဦးနေဝဲမသိဘူးထင်လို့မေးသေးတယ်မဟုတ်ဦးနေဝဲလွတ်လိုက်တာပါပြောတော့သူကသဘောပေါက်သွားတယ်နော်အာဏာသိမ်းတော့မယ်လို့သူပြောတာအဲ့ဒီမှာဦးနုကသူကတော့နိုင်ငံရေးသမားဆိုတော့အကင်းပါတယ်မင်းတို့မသိနဲ့ဟဲ့လားစစ်တပ်နာမည်ပြတ်သွားလိမ့်မယ်ငါလွှဲပေးမယ်လို့သူကပြောလိုက်တယ်ပြောလိုက်တော့အာဏာဆိုလဲကောင်းတာပေါ့အဲ့တော့အခြေအနေအရအာဏာမလွှဲပေးရင်အာဏာအသိမ်းခံရတော့မယ်အဲ့တော့အာဏာသိမ်းရင်အခြေအနေဆိုးသွားမယ်အဲ့ဒါကြောင့်ဦးနုကအာဏာလွှဲပေးမယ်လို့ပြောလိုက်ပေးမယ်လို့တကယ်တော့အဲ့ဒါလုပ်လို့မရဘူးလုပ်လို့မရဘူးဘာဖြစ်လို့တုံးဆိုတော့အဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်116ဝင်ကြီးချုပ်ဟာအမတ်ဖြစ်ရရွေးကောက်တင်မြှောက်ခံရတဲ့အမတ်သာဝင်ကြီးချုပ်လုပ်လို့ရတယ်ဦးနေဝင်းဟာကာကွယ်ရေးဦးစီးချုပ် तू အမတ်မဟုတ်ဘူးအမတ်မဟုတ်တော့ तू ဝင်ကြီးချုပ်လုပ်လို့မရဘူးဒီဘက်ကလည်းလွှဲပေးမယ်ကပြောပြီးသွားပြီလွှဲကိုပေးရတော့မယ်အဲ့ဒါအခြေအနေရနော်တိုင်းပြည်ရဲ့လိုအပ်ချက်အရအာဏာလွှဲပေးရတော့မယ်ဝင်ကြီးချုပ်ခန့်ရတော့မယ်ဥပဒေကသူ့ကိုခန့်လို့မရဘူးပြဋ္ဌာန်းချက်က constitutional crisis လို့ခေါ်တယ်လုတ်ချင်တယ်ဒီကဥပဒေကတားထားတဲ့အတွက်လုတ်မရဘူးကဲအဲ့ဒီလိုဆိုရင်စဉ်းစားလိုက်တယ်ဟုတ်ပြီ116ကြောင့်ဦးနေဝင်းကိုဝင်ကြီးချုပ်ခန့်လို့မရရင်လွယ်လေးလေ116ကိုပြင်လိုက်ပေါ့လွတ်တော်အမတ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေပါလီမန်ကရွေးရင်ဝင်ကြီးချုပ်လို့ပြင်ဆိုတော့ဟာအပြောကိုမခံဘူးအဲ့ဒါမျိုးမရဘူးမပြင်နိုင်ဘူးတဲ့အဲ့တော့မပြင်တဲ့ဘက်ကလည်းမှန်တယ်ဟာလားအရွေးတော်မခံတဲ့လူကဘယ်လိုလုပ်ဝင်ကြီးချုပ်လုပ်လို့ရမလဲအရွေးခံရမှအဲ့ဒီအရွေးခံရတဲ့လူတွေတဲကမှကြံတဲ့လူကတယောက်ကိုရွေးမှအရွေးခံရတဲ့လူဝင်ကြီးချုပ်ဖြစ်တာအမှန်ဆုံးပေါ့ပို့လို့ရှိရင်ဘာရွေးကောက်ပွဲဝင်စရာလိုနေသတော့ထိုင်နေုံမဲ့လေဟေးမင်းတို့နိုင်ငံဝင်ကြီးချုပ်ခန့်လိုက်ပြောလို့ရတာဟုတ်အဲ့တော့မပြင်နိုင်ဘူးတဲ့သူတို့ဘက်ကလည်းလွတ်တော်အမတ်တွေကကဲဒါလို့ဆိုရင်ဖွဲ့စည်းပုံခြေဥပဒေ136ကိုမပြင်ရင်ဦးနေဝင်းကိုအာဏာလွှဲလို့မရဘူးဦးနေဝင်းကလည်းအာဏာမလွှဲလို့ကလည်းမရဘူးဘယ်လိုလုပ်မလို့အဲ့တော့1959ဖေဖော်ဝါရီလ26ရက်နေ့မှာပြင်ဆင်ချက်ဥပဒေအသစ်တစ်ခုထုတ်လိုက်တယ်ပုံမှန်116ကိုနောက်ရွေးကောက်ပွဲမလာမချင်းယာယီဆိုင်ကလိုက်တယ်ဥပဒေတစ်ခုပြဋ္ဌာန်းလိုက်တယ်ဆိုတော့လမ်းပွင့်သွားတယ်ဦးနေဝင်းဝင်ကြီးချုပ်ဖြစ်သွားတယ်ပြီးတော့နောက်1960ရွေးကောက်ပွဲပြီးတော့မှဦးနုပြန်ပြီးတော့အရွေးခံရတဲ့လူတက်လာတယ်အဲ့ဒီအချိန်မှာဒီပြဋ္ဌာန်းချက်ကပြတ်သွားတယ်ပြီးသွားရောအဲ့တော့လှုပ်လို့ရတာပဲအဲ့တော့ stay လုပ်လိုက်တာပဲလေအဲ့တော့သဘောကလှုပ်ချင်တဲ့စိတ်စေတနာနဲ့လှုပ်ရမယ့်ဘက်ကစဉ်းစားရင်လှုပ်လို့ရတယ်မလှုပ်ချင်ရင်ခုနလိုအမျိုးမျိုးရှောက်ပြောပြီးတော့ညင်းမယ်ဆိုရင်တော့ဒါအလုံးမဖြစ်ဘူးအဲ့တော့ကျွန်တော်ပြောချင်တဲ့ဟာနည်းနည်းလေးပေးထွက်သွားမှာဆိုလို့အခုကျွန်တော်တို့ရင်ဆိုင်နေရတဲ့အနေအထားကအနာဂတ်ခေါင်းဆောင်ကိုအနာဂတ်တိုင်းပြည်ကိုဒေါအောင်ဆန်းစုကြည်ဥဆောင်ပြီးတော့မှတကယ်ပုံဖော်ခြင်းနဲ့လှပတဲ့ပကြီးကားရေးခြင်းနဲ့အမှန်တန်လှပတဲ့ဘဘူးလေးထွတ်စစ်ခြင်းနဲ့သို့တော့အခြေအနေကအဲ့ဒီလောက်ကောင်းတဲ့အနေအထားမဟုတ်ဘူးဆန့်ကျင်နေတဲ့အုပ်စုတွေရှိသေးတယ်အခုတိတဲ့ကပ်ပြီးတော့နည်းနည်းနီးနီးဆက်ဆက်ဆိုရင်ရွေးကောက်ပွဲပြီးသွားပြီအပြတ်အသတ်ရှုံးသွားပြီအဲ့ဒါတောင်မှအမျိုးသားလွှတ်တော်မှာဥပဒေကြမ်းတစ်ခုတင်တယ်နော်လွန်ခဲ့တဲ့21ရက်နေ့ကဥပဒေကြမ်းတစ်ခုဝေးတယ်ဗါတယ်တော့ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဥပဒေတဲ့ကာလုံကိုအာဏာတွေပေးတဲ့ဥပဒေကာလုံဆိုတာသမရရဲ့အထက်မှာနေဖို့ဖွဲ့ထားတဲ့အဖွဲ့တစ်ဖွဲ့အဲ့တော့အဲ့ဒီကာလုံဥပဒေအကြမ်းမှာဘာပါသလဲဆိုတော့လူက17ယောက်နဲ့ဖွဲ့ထားတယ်17ယောက်ထဲမှာမူလာတွေက9ယောက်ကဒီဘက်ကအယက်သားပေါ့ဗျာသမရရဲ့ဒုတိယသမရ
ပြီးတော့နိုင်ငံသားရေးဝန်ကြီးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ9 ယောက်ရှိတယ်တစ်ဖက်မှာ6 ယောက်ရှိတယ်အဲ့ဒါကာကွယ်ဦးစီးချုပ်ပြီးရင်သူ့လက်အောက်ကသူခန့်ထားတဲ့သူ့တစ်ဖက်ပေါ့သူခန့်ထားတာပေါ့သူ့တစ်ဖက်ဒုတိယကာကွယ်ဦးစီးချုပ်ပြီးတော့သူခန့်ထားတဲ့ကာကွယ်ရေးဝန်ကြီးပြီးတော့သူခန့်ထားတဲ့သူ့တစ်ဖက်ပြည်ထောင်ရေးဝန်ကြီးပြီးတော့သူခန့်ထားတဲ့သူ့တစ်ဖက်နေစာရေးဝန်ကြီးပြီးတော့သူကိုယ်တိုင်ရွေးထားတဲ့ဒုတိယသမ္မတအလုံးပေါင်း6 ယောက်ရှိတယ်အဲ့တော့သူနဲ့သူ့အပေါင်းမှာ9 ယောက်ဆိုသူတို့ဘက်က6 ယောက်ရှိတယ်ဒီဘက်မှာသမ္မတဘက်က9 ယောက်ရှိတယ်အခုဥပဒေမှာဗာရေးထားလဲသေးလားအစည်းအဝေးထိုင်ရင်သမ္မတကသဘာပတိလောက်ရမယ်တဲ့မဲမပေးရဘူးတဲ့ကျန်တဲ့10 ယောက်မှာ9 ယောက်စီတိုင်ဖြစ်နေတော့မှသမ္မတကမဲပေးရမယ်အဲ့တော့ကျန်တဲ့10 ယောက်မှာတကယ်တော့သူတို့ဘက်က6 ယောက်ကိုယ့်ဘက်က4 ယောက်ဘယ်တော့မှတိုင်ဖြစ်เสียမရှိဘူးအဲ့ဒီလိုဥပဒေမျိုးပြဋ္ဌာန်းပြီးတော့သမ္မတကိုထိန်းချုပ်ဖို့ကြိုးစားတဲ့ဥပဒေတစ်ခုတက်လာတယ်ဒါလည်းပဲကျွန်တော်တို့တော့ fight လုပ်နေပါတယ်တောက်လျှောက်ကျွန်တော်တို့တော့အတန်းအော်နေပြီခုတည်းကကျွန်တော်အတန်းတွေကတော်တော်ထွက်နေပြီဒီလိုလုပ်လို့မရဘူးသမ္မတဟာတိုင်းပြည်ရဲ့အကြီးအကဲအစိုးရအဖွဲ့ရဲ့အကြီးအကဲသမ္မတရဲ့အထက်မှာအဖွဲ့တစ်ဖွဲ့ကသမ္မတကိုအမိန့်ပေးလို့ဆိုတာမရဘူးအရှိန်ဩဇာနဲ့ပြောခြင်းပြောဒီလိုဥပဒေကိုကင်ပြီးတော့သမ္မတငါခိုင်းတာမင်းလုပ်ရမယ်လို့တော့ပြောလို့မရဘူးအဲ့ဒီလိုလုပ်ရင်အဲ့ဒီဥပဒေဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းမညီပါဘူးဆိုပြီးတော့ကျွန်တော်တို့က fight လုပ်နေတယ်အဲ့တော့ပြောချင်တာလက်ရှိကျွန်တော်တို့တိုင်းပြည်ရဲ့လက်ရှိဒီကနေ့ကျွန်တော်ပြောနေတဲ့အချိန်မှာဖြစ်နေတဲ့အနေအထားလေးဟာသိမကြတော့ဘူးဇန်နဝါရီ30 ရက်နေ့ဆိုရင်လက်ရှိလွှတ်တော်အသက်တမ်းကုန်ပြီ31 ရက်နေ့မှာကျွန်တော်တို့လွှတ်တော်အသက်စတော့မယ်သမ္မတရဲ့သက်တမ်းကလည်းဖေဖော်ဝါရီ 4 ရက်မှာကုန်ပြီနောက်သမ္မတအစိုးရအဖွဲ့မပေါ်မထီတော့သူကယာယီအဖြစ်တစ်လလောက်လုပ်လို့ရမယ်ပြီးအစိုးရအဖွဲ့လည်းအပြောင်းလဲကျွန်တော်တို့ဖြစ်မယ်အဲ့တော့ဒီလိုအနေအထားမျိုးတစ်ခုမှာကျွန်တော်တို့မလုပ်ကြမလဲအလားပါဆုံးပကြီးကားလေးဖြစ်ဖို့ကျွန်တော်တို့မျှော်မှန်းတဲ့လောကနိဗ္ဗာန်ဆိုတဲ့မနတာယာတဲ့လူပေါင်းဘဝတစ်ခုဖြစ်ဖို့အတွက်ဒီနေ့ဒီအချိန်မှာတော်တော်များများလည်းပြောကြပါတယ်နော်အကင်ပါကြဖို့တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့နေကြဖို့အဖျက်အမောက်တွေများနေတဲ့အတွက်ဒီနောက်ကိုပါမသွားကြဖို့စသဖြင့်ပေါ့ဗျာလူကြီးတွေအမျိုးမျိုးသတိပေးနေကြပါတယ်အဲ့တော့ဒါတွေအားလုံးကလည်းကျွန်တော်တို့ကနာခံရမှာပါပဲအဲ့တော့ကျွန်တော်အနေနဲ့ဒီကုန်းလေးချုပ်ပါမယ်ဗျာနော်ကျွန်တော်တိတ်ပြောနေဆုံးမှာမဟုတ်တော့ဘူးအဲ့တော့ဒီလိုလုပ်အောင်ကျွန်တော်ရဲ့ခေါင်းစဉ်လေးကိုပြန်ပြီးတော့ကျွန်တော်ကောက်ပြီးတော့မှအနာဂတ်ဗမာနိုင်ငံတော်ရဲ့ပုံကိုထွတ်စစ်ဖို့အတွက်ဒေါအောင်ဆန်းစုကြည်ကိုတာဝန်ပေးလိုက်ပြီးဘယ်သူတွေကပေးတာတော့ကျွန်တော်တို့ခင်ဗျားတို့ပြည်သူလူထုကနေရွေးကောက်ပွဲကနေတစ်ဆင့်တာဝန်ပေးလိုက်ပြီဟုတ်ပြီအခုကျွန်တော်တို့တာဝန်မဲပေးထားတာကျွန်တော်လူချင်းတဲ့စီမရောက်သေးဘူးညိုးမြကျွန်တော်တခုလောက်တော့ပြောပြရတယ်အဲ့တော့ကျွန်တော်တို့လူချင်းတာဘာလဲဆိုတဲ့ကျွန်တော်ပြောနေတဲ့ဟလာမနတာယာလပ်ပါတဲ့လောကနိဗ္ဗာန်ဆိုတဲ့နိုင်ငံဆိုကျွန်တော်အခုသတိရလိုက်တယ်ဖြတ်ကနေကျွန်တော်ခေါင်းထဲမှာကျွန်တော်တို့2013ခုနှစ်က10 နှစ်လောက်တော့ရတယ်စူးစမ်း2013ခုနှစ်မှာကျွန်တော်တို့အမေရိကန်ကိုသွားတယ်ဗျသွားတယ်ဆိုတာကျွန်တော်တို့အမေရိကန်အစိုးရရဲ့အစီအစဉ်နဲ့ပေါ့ဗျာကျွန်တော်တို့အုပ်စုက9 ယောက်ပါတယ်သူတို့ IVLP လို့ခေါ်တယ်သူတို့ရဲ့ program ကအဓိကတော့အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အမေရိကန်နိုင်ငံရဲ့ Federal စနစ်ကိုလေ့လာဖို့အတွက်ကျွန်တော်တို့ဖိတ်တာပါအဲကျွန်တော်တို့21 ရက်ခရီးစဉ်ပေါ့ဗျာပြည်နယ်6 ခုကိုကျွန်တော်တို့လှည့်ကြတယ်နည်းနည်းဟိုနဲ့ဒီနဲ့သွားကြတယ်ဒီဘက်အရှေ့ဘက်ခြမ်းအနောက်ဘက်ခြမ်းအရှေ့ဘက်ခြမ်းကနေဟိုအနောက်ဘက်ခြမ်းကယ်လီဖိုးနီးယားအရောက်LAအရောက်ပေါ့လေသွားကြတယ်သွားတော့ခရီးစဉ်တစ်ခုကြတော့ကျွန်တော်တို့ကအော်ကလာဟိုမာပြည်နယ်အမေရိကန်မှာဒါအစင်းဆုံးပြည်နယ်ပဲအဲ့ဒီအော်ကလာဟိုမာပြည်နယ်မှာကျွန်တော်တို့ခရီးစဉ်21 ရက်ထဲမှာအဲ့ဒီနေရာမှာကျွန်တော်တို့9 ရက်ထားတယ်အကြာကြီးပဲပြောင်းနေရတယ်ကျွန်တော်တို့အဲ့ဒီမှာတော့ပြီးတော့တို့ကပြောတယ်ဘာဖြစ်လို့အဲ့ဒီမှာတော့ထားသလိုဆိုတော့အဲ့ဒီနေရာလူမျိုးနွယ်တွေအများဆုံးနေရတဲ့အရန်လဲဆေးရတယ်တဲ့ကျွန်တော်တို့ထားတဲ့မြို့ကတာလ်ဆာလို့ခေါ်တာလ်ဆာဆိုတာတို့ဒုတိယမြို့တော်ပေါ့အိုကလာဟိုမာပြည်နယ်ရဲ့မြို့တော်နှစ်ခုမှာဒါဒုတိယအကြီးဆုံးမြို့တော်ပေါ့အဲ့ဒီမှာကျွန်တော်တို့ကရက်တော်တော်ကြာနေရတဲ့အခါကျတော့ကျွန်တော်တို့ program တွေပေါ့ဗျာဟိုသွားမယ်လေ့လာမယ်ဒီသွားမယ်လေ့လာမယ်စီစဉ်နေတော်တော်များများကျွန်တော်တို့ခေါ်တယ်ပြတယ်တရက်ကြတော့မှတ်မိတယ်တရက်ကအဲ့ဒါကြာတာပရင်းနေတိုင်းမှာသူတို့ရဲ့မြို့တော်ကောင်စီအစည်းအဝေးရှိတယ်အဲ့ဒီမြို့တော်ကောင်စီအစည်းအဝေးကိုတက်မလားတဲ့ကျွန်တော်တို့မေးတော့ကျွန်တော်တို့ကအုပ်စုကတက်မယ်တက်တာပေါ့ကြည့်ကြတာပေါ့သူတို့မြို့တော်ကောင်စီကအမှန်တော့ city government လို့ခေါ်တယ် city ကသူတို့ရှိမှ government ပဲသုံးတယ်သူအနှိမ့်ဆုံးက municipal government ကျွန်တော်တို့မြို့နယ်အစိုးရပေါ့ခုန city နဲ့မြို့နယ်ကအတူတူပဲမြို့ကြီးတော့ city ခေါ်လိုက်တာ
ပြီးတော့တို့ကကောက်တီဆိုတော့ district ခရိုင်အစိုးရပေါ့ပြီးရင် state ပြည်နယ်အစိုးရပြီးရင်ပြည်ထောင်စုအစိုးရတို့၄ဆင့်ရှိတာဟုတ်အနှိမ့်ဆုံးမြို့နယ်အစိုးရအဖွဲ့ပေါ့လေ city government ပေါ့လေအဲ့တို့အစည်းအဝေးသွားမလားတဲ့အားသွားကြတာပေါ့ဆိုတော့အစည်းအဝေးကအမြဲတမ်းကြာတာပရင်းနဲ့ညနေ6နာရီမှာစတယ်တို့အစည်းအဝေးက live show လွှင့်ပေးတယ်သူကဗီဒီယိုရိုက်ပြီးတော့အဲ့ဒါကိုလွှင့်ပေးတယ် live show TV ကနေလွှင့်ပေးတယ်အဲ့တော့ကျွန်တော်တို့ကနည်းနည်းစောပြီးတော့သွားတယ်ဗျ4နာရီလောက်ဆိုတော့တွေ့တာပေါ့လေကျွန်တော်တို့ဒါမြို့တော်ကောင်စီရဲ့ဥက္ကဋ္ဌသူကမြို့တော်ကောင်စီဥက္ကဋ္ဌဟာသူကအုပ်ချုပ်ရေးမှူးအစိုးရပဲအဲ့ဒီမြို့ရဲ့အစိုးရပဲသမရပဲသူကခေါင်းဆောင်အလုံးက9ယောက်ရှိတယ်အဲ့ဒီ9ယောက်ပေါင်းလိုက်အဲ့ဒါလွတ်တော်သူတို့ဟာလေးနဲ့သူတို့ပေါ့လေအဲ့ဒါကျွန်တော်တို့ပြောတော့9နာရီခွဲလောက်ကြတော့ကျွန်တော်တို့ဒီတဦးချင်းတစ်ဖွဲ့ချင်းတွေ့တဲ့အစီအစဉ်လေးတွေပြီးသွားရောဗျ6နာရီမှာအစည်းအဝေးရှိတယ်6နာရီအစည်းအဝေးရှိတဲ့အခါကျတော့ကျွန်တော်တို့က9နာရီ45လောက်ကျတော့ကျွန်တော်တို့ကိုအဲ့ဒီအစည်းအဝေးခန်းမတွေကိုခေါ်တယ်ဗျဒီဘက်ကဒါကောင်စီထိုင်တာဒီလိုတဲ့မှုတော့ခုံခုံလေးအလဲမှာအမျိုးသမီးရှင်းနေညတော့ကောင်စီဥက္ကဋ္ဌအလဲမှာအမျိုးသမီးဟိုဘက်က4ယောက်ဒီဘက်က4ယောက်ထိုင်ကျွန်တော်တို့ကဟိုလိုနေရာမှာထိုင်တကားဟိုဘက်ကအပေါက်ကဝင်ပေါက်ကျွန်တော်တို့အဖွဲ့ကို9ယောက်ကိုအဲ့ဒီမှာတန်းစီပြီးထားတယ်ဒီဘက်မှာလည်းပရိသတ်တွေရှိတယ်ခုံက4တန်း5တန်းလောက်ပဲရှိတယ်မများဘူးဟိုပန်ကာလောက်ရဟိုဘက်တစ်ချမ်းမှာကျတော့အနှိတ်အဲ့ဒီအနှိတ်ထဲမှာသူဝန်ထမ်းတွေပါတယ်ထိုင်တယ်ကျွန်တော်တို့ကခုနလောက်မှာထိုင်တော့နီးနီးလေးဒီလိုခုံရှိတယ်ဟိုအောက်အဲ့ဒီဟိုရဲ့ speaker ရဲ့ဟိုအနောက်နားလောက်မှာဒီလို stand ရှိတယ်ဒီလို microphone လေးရှိတယ်အသေးတက်ထားတယ်ဒါတွေတော့မရှိဘူးကျွန်တော်တို့ကခုနကထိုင်ကျွန်တော်တို့ရောက်တာ15မိနစ်စောတယ်စီဝေးမဆိုင်ကျွန်တော်တို့ကဗမာလိုပေါ့ဗျာအတင်းနဲ့ပြောနေကြတာအမျိုးသမီးကမဖြူဖြူသင်းပါတယ်မရီမြင့်ပါတယ်ဒေါ်တွဲဘူးပါတယ်3ယောက်အမျိုးသမီးကအမျိုးသားက4ယောက်ကျွန်တော်ပါတယ်ရခိုင်ကကိုထောက်အောင်ကျော်ပါတယ်နောက်ဒီခိုင်ဖြိုးကဥရှုမောင်ပါတယ်ကျွန်တော်ရဲ့ဥရှုမောင်ရဲ့နောက်တစ်ခါဟိုချင်းကတယောက်ပါတယ်အားလုံးပေါင်းကျွန်တော်တို့9ယောက်ဆိုအဲ့ချင်းကသူနေမကောင်းလို့မတက်နိုင်ဘူးအဲ့တော့ကျွန်တော်တို့6ယောက်ပြန်အဲ့တော့6ယောက်ဆိုတော့အဲ့ရှေ့မှာထိုင်နေတဲ့အချိန်မှာဘာဖြစ်တုံးဆိုတော့ခွေးနှကောင်ပါလီမန်ခမ်းမထဲမှာနော်ခွေးနှကောင်ပစ္စည်းကွေးလေးကတကောင်တေးသေးလေးအဝတ်တွေပိုင်းလှလှပပဝတ်ပေးထားတယ်တကောင်ကခက်ကြီးခွေးနှကောင်ရဲ့အဲ့ဒီခွေးနှကောင်ကိုထိန်းတဲ့အမျိုးသမီးရဲ့အဲ့နောက်ကဗီဒီယိုရိုက်တဲ့လူရဲ့မျက်စိကိုနောက်နေတာပဲဒီမှာသွားနေတာဟိုဖြူဖြူသိရခွေးကြောက်တယ်ကျွန်တော်ဘေးကအန်ကယ်တဲ့ကျမခွေးကကြောက်တယ်တဲ့ခွေးကလည်းဒီနားမှာဟိုသူ့တိုင်ပေါ်ကခွေးဟိုတိုးဒီတိုးနဲ့ဟိုကလည်းကျိုးဆွဲပေါ့ကျွန်တော်တို့ကလည်းအေးနော်သူတို့လွတ်တော်ကလည်းခက်ဆန်းဆန်းပဲလို့ခွေးလည်းတက်လို့ရတယ်နော်လို့ဗမာလို့ကျွန်တော်တို့ကတိုးပြောနေတာလွတ်တော်မှာဟိုကျွန်တော်တို့ထင်တာကတော့ဟိုပြိဿတ်ပေါ့ဗျာနော်အဲ့ဒီပြိဿတ်ကခွေးခေါ်လာတာကိုခွင့်ပြုတယ်လို့နားလေတာဒါရိုးပြောတာအဲ့ဒါဟုတ်ဒါအစင်းလိုက်ကလေးဖြစ်ပုံဖြစ်နည်းလေးဆိုတော့ခွေးကအဲ့လိုဖြတ်ဖြူသိရအနေကျုပ်ဆိုတော့ကျွန်တော်တို့ကအဲ့လိုတော်ပြောတော့ဟိုကလည်းဘာပြောကြတာလဲအဲ့လိုပဲဖြူသိရအဲ့မှာခွေးကြောက်တယ်အေးနော်အော်စရာပဲသူတို့ကဒီလွတ်တော်ထဲမှာဟာလာလူတောင်မှလူတိုင်းလာရတာမဟုတ်ဘူးပေါ့ဗျာဟာလာအမေခွေးကမျက်စိနောက်လောက်အောင်ကိုဟိုပြေးဒီလွားနေအဲ့ဒါနောက်ကဓာတ်ပုံရိုက်တဲ့လူကလည်းရိုက်နေဟာဒုက္ခပါပဲပေါ့ဒီကလွတ်တော်အစည်းအဝေးတွက်ဖို့လာတာဒီခွေးကြည့်ဖို့မှမဟုတ်တာဟုတ်မသိဘူးသူတို့ဟာနဲ့သူတို့အဲ့လိုပဲနောက်တော့6နာရီကြာတော့တက်လာတာပေါ့ဗျာကောင်စီကမရှင်းဆုံးကတက်လာတယ်ငယ်ငယ်လေးပဲရှိသေးတယ်ကျွန်တော်ထင်တယ်40လောက်ပဲအဲ့ဒီအမျိုးသမီးကသူတက်လာတယ်ပြီးတော့သွားဒီနေရာပြီးတော့ကျန်တဲ့4ယောက်နေရာယူကြတယ်ထိုင်ရတယ်သူတို့ရဲ့လွတ်တော်ဒါလေးလည်းကြုံလို့ပြောတာပါသူတို့ရဲ့လွတ်တော်ကျင်းပပုံကျွန်တော်ကြည့်နေတယ်တခါမှလည်းမမြင်ဘူးမြို့နယ်အစိုးရပေါ့နော်မြို့နယ်အစိုးရအဖွဲ့အစည်းအဝေးဆိုတော့အဲ့တော့ဟိုဘက်ကထိုင်နေတဲ့ဟိုဘက်ကအောက်ကအနှိမ့်ထဲမှာထိုင်နေတဲ့မတ်တရလိုက်တော့မှဖုန်းကြီးမှန်းသိတယ်ကျွန်တော်ကဖာသာပေါ့အင်းကြီးအဖြူနဲ့သူကမတ်တရလိုက်တယ်စပီကာနဲ့လှမ်းပြောတယ်ကြမ်းကြိမ်မယ်တဲ့မတ်တရပေးပါသူကလှမ်းပြောလိုက်တယ်ပြီးတော့ဒီကကောင်စီဝင်9ယောက်ကမတ်တရတယ်သူတို့မတ်တရတော့ကျွန်တော်တို့ကလည်းမတ်တရရတယ်ဟိုကလိုက်ပြီးတော့တိုက်ပြီးအောက်ကနေခေါ်ပေးတယ်လိုက်ဆိုရတယ်ဒီအစည်းအဝေးလေးတစ်ခုအတွက်ကိုဘုန်းကြီးကလာပြီးတော့သူတို့ကြမ်းတိုက်ဆိုလိုက်ဆိုမှန်ကန်တရားသဖြင့်ပြည်သူအကျိုးအတွက်လုပ်မယ်ဆိုတော့ကြမ်းကြိမ်ပါတယ်ဆိုပြီးတော့ကြမ်းကြိမ်ပြီးတော့မှသူတို့ကထိုင်ရတယ်ထိုင်ပြီးတော့မှဘုန်းကြီးကထွက်သွားတယ်ဘုန်းကြီးထွက်တော့မှအစည်းအဝေးစတယ်တော့အစည်းအဝေးစတော့အဲ့ဒီအစည်းဒီဥက္ကဋ္ဌပေါ့အလဲထိုင်တဲ့ဥက္ကဋ္ဌပြောတယ်ဒီကနေ့ကျမတို့ရဲ့အစည်းအဝေးကိုတဲ့ကျွန်တော်တို့ဗမာနိုင်ငံကအုပ်စုလာပြီးတော့တက်ရောက်ချီးမြှောက်တဲ့အတွက်သူအမတန်မှကျေးဇူးတင်ပါတယ်သူဂုဏ်လဲကိုကျွန်တော်ထက်မှလွတ်တော်အမှတ်တွေကအများကြီးအဲ့ထဲမှာကျွန်တော်ထင်တယ်
အဲ့ဒီ9ယောက်ထဲမှာ2ယောက်ပဲကျွန်တော်နဲ့အဲ့ဒီချင်းမဲ့လွတ်တော်အမှတ်မို့တော့ကျွန်တော်တွေကအလုံးဟာလွတ်တော်အမှတ်တွေအဲ့တော့ဗမာနိုင်ငံကလွတ်တော်အမှတ်တွေသူတို့ရဲ့council meeting ကိုအခုလိုတက်တဲ့အတွက်ကျေးဇူးတင်ကြောင်းပါညာပြောပါဗျာအဲ့ဒါပြောပြီးတော့အခုအခမ်းအနားဒီနေ့အခမ်းအနားအစီအစဉ်ကတော့တဲ့ပထမဦးဆုံးအခမ်းအနားအစီအစဉ်ကတော့ခွေးနှကောင်နဲ့ပတ်သက်တဲ့အစီအစဉ်ဖြစ်ပါတယ်ဆိုတော့ဟာအဲ့ဒီကြတော့မှဟာဒါစောစောကထင်ထားတဲ့တောင်မြင့်သွားပြီကျွန်တော်ကပရိသတ်ကခေါ်လာတဲ့ခွေးလို့ထင်တာတကယ်ကိုမဟုတ်ဘူးလွတ်တော်အစည်းအဝေးတက်တဲ့ခွေးဖြစ်သွားတာအဲ့ကြတော့မှကျွန်တော်တို့ကသိတာဟာဒီအစီအစဉ်ထဲမှာပါတဲ့ခွေးပဲဟာဟုတ်ပြီကဲဒါနဲ့ခွေးရှင်ကိုသူကဥက္ကဋ္ဌခေါ်တယ်ကဲခွေးရှင်နဲ့ပြောပါတဲ့ရှင်ခွေးတွေအကြောင်းဆိုတော့အဲ့ဒီမိမခွေးအသေးလေးကိုပထမခွေးအကြီးကိုဟိုခုန TV ရိုက်တဲ့မိမခွေးအကြီးကိုဆွဲထားတယ်ခွေးအသေးကိုအခုဒီလိုခုံကျွန်တော်တို့စကားပြောတဲ့ဒီခုံပေါ်အဲ့ဒီခွေးကိုတင်လိုက်တယ်ကျွန်တော်ဒီမိုက်ခရိုဖုန်းလေးနဲ့ကျွန်တော်တို့ပရိသတ်တွေခုနလေးမှထားတာလို့ခွေးလေးကိုတင်းပြီးတော့အဲ့ဒီမိမပြောပြတယ်ဒီခွေးလေးဘယ်နာကသူရခဲ့တာလေးလင့်ခွေးလေးဘယ်လောက်ရှိပြီသူပေးထားတဲ့နာမည်လေးကဘာလို့ခေါ်တယ်သူ့ရဲ့အကျင့်လေးတွေကတော့ဘယ်လိုအကျင့်လေးတွေရှိတယ်အဲ့တော့သူ့အနေနဲ့ဆက်ပြီးတော့မမွေးနိုင်တော့ဘူးအဲ့ဒီတော့ဘယ်သူများမွေးမလဲမွေးကျင်တဲ့လူရှိရင် City Council ကိုဆက်သွယ်နိုင်ပါတယ်ဆိုတဲ့ဟာကို speaker နဲ့ပြောတယ်ပြောတော့ဟောအဲ့ဒါတွေအားလုံးကိုမှတ်တမ်းနေရတယ်အကုန်လုံးတေချာမှတ်တမ်းနေတော့အားလုံးကလည်းရိုက်ပြီးတော့လွှင့်ပြရတယ်အဲ့ဒါပြီးတဲ့အခါကျတော့အဲ့ဒီအသေးလေးချနောက်တစ်ကောင်ကြာနေတယ်ဆိုနောက်တစ်ကောင်ဒီအပေါ်တင်အဲ့ဒီအကောင်ကျတော့အတော်ကြီးတာကိုသူကမထိန်နိုင်ဘူးဒီမိုက်ခရိုဖုန်းသွားပြီးတော့ရိုက်နေတယ်သူရအောင်ထိန်ပြီးတော့သူဒါမဲ့သူရာဇဝင်ကိုခင်းရတာပေါ့နော်ဒါလည်းပဲဒီလိုပဲခွေးတကောင်သူမွေးထားတယ်ကောက်ရလို့နာမည်ပါပေးထားတယ်သူအကျင့်ကပါပေါ့အဲ့ဒါလည်းသူမဆောက်ရှောက်နိုင်တော့ဘူးအဲ့တော့ဒီခွေးကိုလည်းဘယ်သူများမွေးမလဲတော့မွေးခြင်းရင်ကောက်စီကိုပြောပါဆိုတော့ပြီးသူပြောပြီးတော့ဒါသူ့အစဉ်ပြီးတဲ့ခါကျတော့အခုမှကောင်စီဥက္ကဋ္ဌကသူ့ပြည်သူကိုတရားဝင်ပြောတာဆိုတော့ဟာ TV မှာ live show ပြသွားတာခင်ဗျားတို့ပြည်သူတွေအားလုံးမြန်မာလိမ့်မယ်အဲ့တော့ဒီခွေးနှကောင်ဟာသူခုနပြောတဲ့အတိုင်းပဲကျမတို့ကိုအပ်ထားတယ်ဘယ်သူမွေးကျင်တယ်လဲမွေးကျင်ရင်ဘယ်ချိန်ကျမတို့ဒီရုံးကိုဘယ်ကိုဆက်သွယ်နိုင်ပါလဲသူတို့ကစီစဉ်ပေးပါမယ်ခင်ဗျားတို့စဉ်းစားကြည့်သားပါဗျာလေလွင့်နေတဲ့ခွေးနှကောင်အတွက်ရေးကြီးခွင်ကျဲလွတ်တော်ရဲ့ speaker ခုံပေါ်မှာတင်ပြီးတော့မှစီမံခန့်ခွဲပေးနေတာခွေးအတွက်လူအတွက်မဟုတ်ဘူးနော်ခွေးတောင်အဲ့ဒီလောက်ကြီးစိုက်တယ်မကျွေးနိုင်တဲ့လူကလည်းသူလည်းကောက်ရလာတာပဲမကျွေးနိုင်လို့ပြစ်လိုက်လေရတယ်မပြစ်ဘူးဘလောက်တာမိုးထားတဲ့တုန်းဒီခွေးကိုအဲ့ဒီလိုပဲအုပ်ချုပ်တဲ့လူတွေကလည်းပဲအဲ့ဒီခွေးနှကောင်ဘာအရေးပါတယ်လဲကွာလို့မပြစ်လိုက်ဘူးအဲ့ဒီခွေးနှကောင်ကိုသူမမွေးနိုင်တဲ့အခါမွေးနိုင်တဲ့လူကိုစနစ်တကျရှာပေးတယ်အဲ့တော့ပြောချင်တာကလောကနိဗ္ဗာန်ဆိုတာတကယ်အရာရာနော်အဓိပ္ပာယ်ရှိတဲ့လူတွေဟာအသက်ရှင်နေထိုင်ကြတယ်လူတွေမဟုတ်ဘူးတခြားတတ္တဝါတွေတောင်အဲ့ဒီလိုခွေးဆိုတဲ့လေလွင့်နေတဲ့ခွေးတောင်မှသူ့ရဲ့အခွင့်အရေးရှိတယ်ဒီလိုပြစ်ပလိုက်လို့မရဘူးစနစ်တကျဒီလိုစီမံအုပ်ချုပ်ရတယ်အဲ့တော့အမရာမကောင်းတဲ့အမတမ်းမကိုသူတို့လောကနိဗ္ဗာန်ဆိုတာဒါကိုပြောတာပဲခွေးတောင်တလောက်သိက္ခာရှိဆက်ဆံနေရင်တော့လူဆိုရင်ဘာမှပြောစရာရှိမှာမဟုတ်ဘူးကျွန်တော်စောင်းမတစ်ပုတ်တောင်ရေးဘူးတယ်တော်တော်ကြာပါပြီခွေးတို့ဤအခွင့်အရေးဆိုကျွန်တော်ဟိုရွဲ့ပြီးတော့လူအခွင့်အရေးပြောသလိုလူအခွင့်အရေးပြောသလိုလူတွေအခွင့်အရေးရှိတာမဟုတ်ခွေးလည်းအခွင့်အရေးရှိတယ်ခွေးတို့ဤအခွင့်အရေးဆိုကျွန်တော်ရေးလိုက်ပါသေးတယ်စောင်းမလေးနှစ်ပုတ်သုံးပုတ်ပေါ့လေခွေးနဲ့ပတ်သက်လို့အဲ့တော့ဒါဟာတကယ်စက်မှန်တဲ့ဒီမိုကရေစီနိုင်ငံမျိုးလူကိုလူလိုသတ်မှတ်တဲ့နိုင်ငံမျိုးဖြစ်ဖို့ဆိုတာဟာအုပ်ချုပ်သူကြီးပဲနဲ့မဖြစ်ပါဘူးကျွန်တော်တို့ခင်ဗျားတို့ပြည်သူတွေအားလုံးပူးပေါင်းပါဝင်မှဖြစ်မှာပါဒါကြောင့်မို့လို့လာမယ့်အပြောင်းလဲမှာခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေအားလုံးအပြောင်းလဲတကယ်အဓိပ္ပာယ်ရှိဖို့နဲ့တကယ်လောကနိဗ္ဗာန်ကိုရောက်ဖို့ဗမာနိုင်ငံရဲ့အနာဂတ်ပကြီးကိုအလှပဆုံးရေးဆွဲနိုင်မှုအတွက်ခင်ဗျားတို့အားလုံးလည်းပဲဘယ်အခန်းကဏ္ဍကနေပါဝင်ကြမလဲဆိုတာကိုစဉ်းစားကြပါလို့တိုက်တွန်းနှိုးဆော်ရင်းညီကုန်းချုပ်ပါတယ်